ပုဂ္ဂိုလ်တွေတ attva တွေတန်တရားလဲနေတာမဟုတ်ပဲအကြောင်းအကျိုးတန်တရားလဲနေတာပါသမုဒယအကြောင်းကြောင့်ဒုက္ခအကျိုးတွေဖြစ်နေတာဟုတ်လို့တန်တရားလဲနေတယ်ဆိုတာသမုဒယနဲ့ဒုက္ခအကြောင်းအကျိုးတန်တရားလဲတာပါတရားထုတ်တဲ့အခါမှာဒီအကြောင်းအကျိုးပရိစ္ဆေသမုပ္ပါဒ်အမြင်ကလည်းအရင်အရေးကြီးပါတယ်တရားထုတ်တယ်ဆိုတာတကယ်တည်းနေတဲ့အကြောင်းအကျိုးတန်တရားအစစ်ကိုဖြတ်နိုင်တဲ့ဉာဏ်ဖြစ်ဖို့ကြိုးစားရတာပါတကယ်လည်းနေတဲ့အကြောင်းအကျိုးတန်တရားအစစ်ကိုဖြတ်နိုင်တဲ့ဉာဏ်ဖြစ်ဖို့အတွက်အရင်ဦးဆုံးသမုဒယအကြောင်းကြောင့်ဖြစ်ရတဲ့ဒုက္ခသစ္စာအကျိုးတရားတွေကိုတွေ့အောင်အရင်သတိထားနိုင်ရပါတယ်တနည်းပြောမယ်ဆိုရင်အခုလက်ရှိပြစ္ဆုတ်ပံမှာအာရီသူတွေပုဂ္ဂိုလ်တွေတ attva တွေအနေနဲ့ဖြစ်တည်နေတာမဟုတ်ပဲယုံနဲ့တစ်ပါးခန္ဓာ၅ပါးဒုက္ခသစ္စာအနေနဲ့ဒါလည်းတကယ်ဖြစ်ပြီးပြန်နေကြတာပါယုံနေနဲ့ပြောမယ်ဆိုရင်ခန္ဓာမှာတတိကတဲ့အခါမှာအသေးဆုံးအမုံလေးအရေးလေးအငွေ့လေးအနေနဲ့တောင်ဖြစ်တည်နေခြင်းမရှိတဲ့ဘုဒ္ဓဣဒ္ဓလှုပ်တဲ့ငြိမ်တဲ့မာတပြောတဲ့ယူစီတဲ့ဖွဲ့စည်းတတ်တဲ့ပေါင်းပေါ်ပေါင်းပြတ်သဘောအမြင်နဲ့တွေ့အောင်အရင်သတိထားနိုင်ရပါတယ်အမျိုးသောပုံသဏ္ဍာန်တွေစိတ်သုံးတဲ့သဘောအမြင်နဲ့အရင်တွေ့အောင်စောင့်ကြည့်တတ်ရပါမယ်အာရီသူတွေပုဂ္ဂိုလ်တွေတ attva တွေမဟုတ်တဲ့ပူအေးလုံးညီမပြောယူစီဖွဲ့စည်းတတ်တဲ့ပေါင်းပေါ်ပေါင်းပြတ်တတ်သဘောတသက်အနေနဲ့ဒါနဲ့တကယ်ဖြစ်ပြီးပြန်နေပါတယ်အသေးဆုံးအမုံလေးအရေးလေးအငွေ့လေးအနေနဲ့တောင်ဖြစ်တည်နေခြင်းရှိမနေပါဘူးခန္ဓာမှာတတိကတဲ့ခါမှာခေါင်းတွေကနေခြေပြားအထိဘယ်အပြားတထောက်စာနေရာလေးတစ်ခုမှချမ်းမထားပဲသေဆုံးအမုံအမွားအရေးအငွေ့အနေနဲ့တောင်ဖြစ်တည်နေခြင်းမရှိတဲ့ဘုဒ္ဓဣဒ္ဓလှုပ်တဲ့ငြိမ်တဲ့မာတပြောတဲ့ယူစီတဲ့ဖွဲ့စည်းတတ်တဲ့ပေါင်းပေါ်ပေါင်းပြတ်သဘောဆိုင်တဲ့အမြင်နဲ့တွေ့အောင်စောင့်ကြည့်တတ်ဖို့လိုပါတယ်ကိုဟာမပူအေးလုံးညီမပြောယူစီဖွဲ့စည်းတတ်တာမဟုတ်ပါဘူးတတော်ကလုံးမှာရှိတဲ့ရုပ်မနှမြအားလုံးပူအေးလုံးညီမပြောယူစီဖွဲ့စည်းတတ်ကြတာကြီးပါပဲဘုဒ္ဓဣဒ္ဓလှုပ်တဲ့ငြိမ်တဲ့မာတပြောတဲ့ယူစီတဲ့ဖွဲ့စည်းတတ်တဲ့သဘာဝလက္ခဏာရှိတဲ့သဘောမှန်ရင်အာရီသူတွေပုဂ္ဂိုလ်တွေတ attva တွေမဟုတ်တာသိကြပါတယ်အတ္တမဟုတ်တဲ့အနတ္တသဘောတသက်အနေနဲ့ဒါလည်းမောပြီးပြောင်းနေတာဖြစ်ပြီးပြန်နေတာပါဒီတက်သဘောလေးဟာဖန်ဆင်းရှာဖန်ဆင်းလိုက်တာမဟုတ်တယ်လို့သူ့အလိုလိုဖြစ်လာတာလည်းမဟုတ်ပဲကံစရုပ်တုအာရဆိုတဲ့မမြဲတဲ့အကြောင်းတရားတွေပြုပြင်ပေးမှုကြောင့်ဒါနဲ့ဖြစ်ပေါ်လာရတဲ့မမြဲတဲ့အကျိုးသဘောတွေပါသက်ဆိုင်ရာအကြောင်းတရားတွေပြုပြင်ပေးနေသေးတဲ့၍ဒီအကျိုးသဘောတွေကိုမဖြစ်ပါနဲ့လို့ပိတ်ပင်လို့မရတယ်လို့ဖြစ်လာပြီဆိုရင်လည်းမပြတ်ပါနဲ့လို့တားဆီးလို့မရနိုင်ပါဘူးသူ့သဘောသူစာမေးသူ့အလုပ်သူလုပ်နေတာပါကံစရုပ်တုအာရဆိုတဲ့အကြောင်းတရားတွေကိုယ်၌ကမမြဲတယ်လို့ဒီမမြဲ
မြဲတဲ့အကြောင်းကြောင့်ဖြစ်ရတဲ့အကျိုးသဘောတွေရတယ်တည်မြဲနေခြင်းလုံးဝမရှိပါဘူးတည်တတ်တဲ့မိဘမွေးရင်တည်မျိုးပဲမွေးတယ်လို့မျိုးပါပဲအမြဲတဲ့အကြောင်းတရားတွေဖြစ်ပြမှုကြောင့်ဖြစ်ရတဲ့အကျိုးသဘောတွေကတည်မြဲနေခြင်းလုံးဝမရှိပါဘူးငါပိုင်းကဆိုင်လုပ်လို့မရပါဘူးကိုလူကိုကြိုက်မလိုက်ပါဘူးသူ့တော်သူစာမိသူလှုပ်သူလုံနေတာပါသူ့တဘာဝတိုင်းသူအစားတို့ချုပ်ပြောင်းနေတာပါဒီပွဲလို့ညီမပြရုပ်စီပွဲကြီးတက်တယ်ပေါင်းပေါ်ပါပြတ်တဲ့သဘောလေးတစ်ခုရဲ့တက်တန်းကရရှိတမိတ်ကာလာရှိဂရီ9000ကျော်6000ပုံတပုံလောက်ကလေးပဲကြာတာပါဒီမှာနေဖြစ်ပြီးဒီမှာနေပြတ်သွားပါတယ်ဒီမှာနေပေါ်ပြီးဒီမှာနေပြောက်သွားပါတယ်ငကိုရကြိုးပြီးရှင်းနေတာမဟုတ်လို့ဖြစ်ပြီးတော့လေလုံးဝမရှိတော့ပါဘူးဒီတက်ကြီးလေးပါသဘောကိုအကြံဉာဏ်ဖြင့်ဥဒုယုတ်လို့အလွယ်ပြောလို့ရပါတယ်ဒီတက်ကြီးလေးပါဥဒုယုတ်မှာမိပြီးတော့ဥဒုအကြောင်းတရားပေါ်မှာအဓိကမိပြီးဖောက်ပြပြစီနေတဲ့ဒီတက်ကြီးလေးပါသဘောအပေါ်မှာမိပြီးတော့ကံကြောင့်ဖြစ်တဲ့အကြည့်တက်သဘောလေးတွေတရစက်ပြန့်နှံ့ပြီးအစားတို့ချုပ်ပြောင်းနေပါတယ်ကံကြောင့်ဖြစ်တဲ့မျက်စိကြည့်နားကြည့်နှာခေါင်းကြည့်ရှားကြည့်ကိုယ်ကြည့်မနှောကြည့်ဆိုတဲ့အကြည့်တက်သဘောလေးတွေကတက်ကြီးလေးပါသဘောပေါ်စေအခိုက်မှာခဏလေးမိပြီးဖြစ်ပါတယ်အတိတ်ဘဝပြုလုပ်ခဲ့တဲ့အတိတ်ခန္ဓာမှာမသိမှုနဲ့ညှိတွင်ခဲ့တဲ့သမုဒယအကြောင်းကံအသက်ပတ်ပုံမှုကြောင့်ကံကြောင့်ဖြစ်တဲ့အကြည့်တက်သဘောလေးတွေမရှိရကနေအသက်ရှိပြီးချုပ်သွားတယ်မဖြစ်ရကနေအသက်ဖြစ်ပြီးပြန်သွားပါတယ်ကံကြောင့်ဖြစ်တဲ့အကြည့်တက်သဘောလေးတွေရဲ့လှုပ်ဆောင်ချက်ကသူနဲ့သက်ဆိုင်ရာအာယုံနဲ့တွေ့ဆုံနိုင်ပြီးသက်ဆိုင်ရာစိတ်တွေမိပြီးပေါ်နိုင်တာပါမျက်စိကြည့်ကအစဉ်အာယုံနဲ့တွေ့ဆုံနိုင်ပြီးတော့မျက်စိကြည့်မှမိပြီးမြင်စိတ်ဖြစ်နိုင်တယ်နားကြည့်ကအတန်အာယုံနဲ့တွေ့ဆုံပြီးတော့နားကြည့်မှမိပြီးကြားစိတ်ပေါ်နိုင်ပါတယ်ဒါသူတို့ရဲ့ကိုယ်ပိုင်သဘာဝလက္ခဏာလေးတွေပါမျက်စိအကြည့်ဆိုတာမြင်နေရတဲ့မျက်လုံးကြီးမဟုတ်ပါဘူးအတွင်းထဲမှာအစဉ်အာယုံနဲ့တွေ့ဆုံတတ်တဲ့အကြည့်တက်သဘောလေးပါနားကြည့်ဆိုတာလည်းမြင်နေရတဲ့နှရွက်ကြီးမဟုတ်ပါဘူးအတွင်းထဲမှာအတန်အာယုံနဲ့တွေ့ဆုံနိုင်တဲ့အကြည့်တက်သဘောလေးပါနှာခေါင်းကြည့်ရှားကြည့်ဆိုတာလည်းမြင်နေရတဲ့နှာခေါင်းနဲ့ရှားလေးမဟုတ်ပဲအနက်အာယုံရတာအာယုံနဲ့တွေ့ဆုံနိုင်တဲ့အကြည့်တက်သဘောလေးပါကိုယ်ကြည့်ဆိုတာလည်းမြင်နေရတဲ့ခန္ဓာကိုယ်ကြီးပုံတံကြီးမဟုတ်ပဲအတွင်းအပြင်ခန္ဓာအနက်မှာတက်ကြည့်လေးပါဥရိယမှာမိပြီးတော့တရဇက်ပြက်နဲ့မြအစားတို့ချုပ်ပြောင်းနေတဲ့အကြည့်တက်သဘောလေးပါစပင်မွေးညင်းခြေတဲ့လက်တရားလွှဲရင်ထိလို့သိနိုင်တဲ့အတွင်းအပြင်ခန္ဓာအနှံ့မှာတရဇက်ပြတ်နှံပြီးအစားတို့ချုပ်ပြောင်းနေတဲ့အကြည့်တက်သဘောလေးပါဒီတွေ့စရာနဲ့တွေ့ဆုံနိုင်ပြီးထိစိတ်မိပြီးဖြစ်နိုင်ပါတယ်မနောကြည့်ဆိုတာကတော့အာရဝတ္ထုမှာမိပြီးဖြစ်တဲ့တွေ့တော့ချင်စီတိကျအာယုဓမ္မယုံနဲ့တွေ့ဆုံနိုင်တဲ့အကြည့်တက်သဘောလေးပါတွေ့တော့ချင်စီစိတ်သိစိတ်တွေမိပြီးဖြစ်နိုင်ပါတယ်အပြည့်ပျက်စီးတတ်တဲ့တက်ကြည်လေးပါသဘောလေးပေါ်စေအခိုက်မှာကံကြောင့်ဖြစ်တဲ့အကြည့်တက်သဘောလေးတွေခဏမိပြီးဖြစ်ရပါတယ်ခဏမိပြီးပေါ်ရပါတယ်
အကြည့်တဲ့သဘောလေးမှာပုံတဲ့နေမှာပါတယ်လို့ငါတို့တွေပုဂ္ဂိုလ်တွေတ attva တွေဖြစ်တည်နေခြင်းမရှိပါဘူးဒီအကြည့်တဲ့သဘောလေးတစ်ခုရဲ့တက်တန်းကရစီတမိတ်ကာလရဲ့ဂရီ9000ကျော်6000ပုံတပုံနောက်ကလေးပဲကြာတာပါဒီမှာနေဖြစ်ပြီးဒီမှာနေပြတ်သွားတာဒီမှာနေပေါ်ပြီးဒီမှာနေပြောင်းသွားတာပါခန္ဓာမှာတတိကတဲ့အခါမှာအယိုးကျော်တွေ့တာကောင်းကားခြင်းလဲဆိုရင်ပုံတရနေစိတ်သုံးတဲ့ဝေလို့ညီမပြောယူစီဖွဲ့စီတတ်တဲ့ပေါင်းပေါ်ပေါင်းပြက်တက်ချီလေးပါသဘောအမြင်နဲ့ကြည့်ရတယ်လို့တက်ချီလေးပါသဘောပေါ်စေအခိုင်ကလေးမှာကံကြောင့်ဖြစ်တဲ့အကြည့်တဲ့သဘောလေးတွေတရစက်ပြတ်နေပြီးအစားလို့ချိုးပြောင်းနေတယ်ဆိုတဲ့အမြင်လေးနဲ့လည်းစောင့်ကြည့်တတ်ဖို့လိုအပ်ပါတယ်ဒီရုပ်သဘောလေးတွေကအတိတ်ပဲဖောက်ပြန်ပြက်စီးနေတာပါအတိတ်ပဲဖောက်ပြန်ပြက်စီးနေတဲ့ကံကြောင့်ဖြစ်တဲ့အကြည့်တဲ့သဘောလေးနဲ့အတိုက်တဲ့အာယုံအခုတွေ့ဆုံတဲ့အခါမှာအာယုံကိုတိတက်တဲ့စိတ်ပရမတ်နဲ့ပရမတ်အပွင့်တဲ့သဘောလေးတွေဖြစ်ပေါ်လာပါတယ်။ကံကြောင့်ဖြစ်တဲ့အကြည့်တက်မှာမိပြီးတော့အာယုံကိုတိတက်တဲ့အပွင့်တဲ့သဘောလေးတွေဖြစ်ပေါ်လာပါတယ်။မျက်စိကြည့်နဲ့အစင်းနဲ့အာယုံတွေ့ဆုံရင်မျက်စိကြည့်မှာမိပြီးမြင်စိတ်ပေါ်လာပါတယ်။နားကြည့်နဲ့အတန်အာယုံတွေ့ဆုံရင်နားကြည့်မှာမိပြီးကြားစိတ်ဖြစ်လာပါတယ်။နှာခေါင်းကြည့်နဲ့အနက်အာယုံတွေ့ဆုံရင်နှာခေါင်းကြည့်မှာမိပြီးနားစိတ်ပေါ်တယ်။ရှားကြည့်နဲ့အရသာအာယုံတွေ့ဆုံရင်ရှားကြည့်မှာမိပြီးစားစိတ်ဖြစ်တယ်။ကိုယ်ကြည့်နဲ့တွေ့ကြအောင်တွေ့ဆုံရင်ကိုယ်ကြည့်မှာမိပြီးထိစိတ်ပေါ်ပါတယ်။မနှောကြည့်နဲ့တွေ့စရာအာယုံဓမ္မအာယုံတွေ့ဆုံရင်မနှောကြည့်မှာမိပြီးတွေ့စိတ်ထိစိတ်ဖြစ်ပေါ်လာပါတယ်။ဒါယုံနဲ့စိတ်ရဲ့သဘာဝဖြစ်စဉ်အမှန်တရားပါ။ယုံနဲ့စိတ်ရဲ့အကြောင်းအကျိုးသဘာဝဖြစ်စဉ်အမှန်တရားပါ။ဒီသဘာဝဖြစ်စဉ်မှာငါတို့တွေပုဂ္ဂိုလ်တွေတ attva တွေပါဝင်နေခြင်းမရှိပါဘူး။ဒီအကြောင်းကျိုးသဘာဝဖြစ်စဉ်မှာငါတို့တွေပုဂ္ဂိုလ်တ attva တွေပါဝင်နေခြင်းလုံးဝမရှိပါဘူး။စိတ်အနေနဲ့ပြောမယ်ဆိုရင်စိတ်ဆိုတာအာယုံကိုတိတက်တဲ့သဘာဝလက္ခဏာရှိတဲ့တတ်သဘောလေးပါအတိတ်ဘဝပြုလုပ်ခဲ့တဲ့အတိတ်ခန္ဓာမှာမတိမှုနဲ့ညှိတွေ့ခဲ့တဲ့သမုဒယအကြောင်းကံအသက်ပံပုံမှုရဲ့ပြစ္ဆုတ်ပံအာယုံအသက်နဲ့တော်တာအသက်တွေ့ဆုံတဲ့အကြောင်းအသက်ပြုပြင်မှုရဲ့ကြောင့်အခုမှမရှိရကနေအသက်ရှိပြီးချုပ်သွားတာအခုမှမဖြစ်ရကနေအသက်ဖြစ်ပြီးပြတ်သွားတာပါအာယုံတိတက်တဲ့သဘာဝလက္ခဏာရှိတဲ့တတ်သဘောလေးကဖန်ဆင်းရှာဖန်ဆင်းလိုက်တာမဟုတ်တယ်လို့သူ့အလိုလိုဖြစ်လာတာလည်းမဟုတ်ပါဘူးအတိတ်ကအကြောင်းအသက်ပံ့ပိုးပေးနေသေးတဲ့၍အာယုံအသက်နဲ့တော်တာအသက်နဲ့တွေ့ဆုံနေသေးတဲ့၍အာယုံကိုတိတက်တဲ့သဘာဝလက္ခဏာရှိတဲ့တတ်သဘောလေးတွေမဖြစ်ပါနဲ့လို့ပိတ်ပင်လို့မရတယ်လို့ဖြစ်လာပြီဆိုရင်လည်းမပြတ်ပါနဲ့လို့တားဆီးလို့မရနိုင်ပါဘူးသဘာဝအတိုင်းသူ့တော်သူဆောင်ပြီးသူ့အလုပ်သူလုပ်နေမှာပါသဘာဝအတိုင်းအစားထိုးပြီးချုပ်ပြောင်းနေမှာပါကိုမတိတတာမဟုတ်ပဲသင်္ကတနဲ့တခုလုံးမှာရှိတဲ့စိတ်မနှမြအားလုံးကအာယုံကိုတိတက်ကြတာကြီးပါပဲအာယုံကိုတိတက်တဲ့သဘာဝလက္ခဏာရှိတဲ့သဘောမှန်ရင်အားရသူတွေပုဂ္ဂိုလ်တွေတ attva တွေမဟုတ်တာသိကြပါတယ်ငါသိနေတာမဟုတ်တယ်လို့ငါရဲ့အသိလည်းမဟုတ်ပါဘူးအာယုံကိုတိတက်တဲ့သဘာဝလက္ခဏာရှိတဲ့သဘောမှန်ရင်ငါမဟုတ်တာသိကြပါတယ်တိတ်ကပြုလုပ်ခဲ့တဲ့အတိတ်ခန္ဓာမှာညှိတွေ့ခဲ့တဲ့သမုဒယအကြောင်းကံ
အတိတ်ပတ်ပုံမှုရဲ့ပြစ္ဆုတ်ပံအာယုံအတိတ်နဲ့ထွာလာတဲ့တွေ့ဆုံတဲ့အကြောင်းအသစ်ဖြစ်ဖြစ်မှုရဲ့ကြောင့်အခုမှမရှိရကနေအသစ်ရှိပြီးချုပ်သွားတာအခုမှမဖြစ်ရကနေအသစ်ဖြစ်ပြီးပြတ်သွားတာပါအတိတ်ကအကြောင်းအသစ်သာမပတ်ပူပြီးတော့ဘူးဆိုရင်ရှေ့စိတ်ချုပ်ပြီးနောက်စိတ်အသစ်စားထိုးနိုင်မှာမဟုတ်တော့ပါဘူးအတိတ်ကအကြောင်းအသစ်သာမပတ်ပူပြီးတော့ဘူးဆိုရင်ရှေ့စိတ်ချုပ်ပြီးနောက်စိတ်အသစ်စားထိုးရတာကိုပဲသိဆုံးတယ်လို့ပြောတာပါပဲတကယ်တမ်းသိချင်းတရားဆိုတာရှေ့စိတ်နဲ့နောက်စိတ်ကြားမှာပဲရှိပါတယ်ရှေ့စိတ်ချုပ်ပြီးနောက်စိတ်အစားမထိုးရင်သိတာပါပဲရှေ့သဘောခန္ဓာပြက်ပြီးနောက်သဘောခန္ဓာအသစ်အစားမထိုးရင်သိတာပါပဲအာယုံတိတတ်တဲ့တဘာဝလက္ခဏာရှိတဲ့တက်သဘောလေးတစ်ခုရဲ့တက်တန်းကမျက်စိတမိတ်ကာလာချင်းကတိတသိမ့်ပုံတပုံလောက်ကလေးပဲကြာတာပါဒီမှာနေဖြစ်ပြီးဒီမှာနေချက်ချင်းပြတ်သွားတာပါဒီမှာနေပေါ်ပြီးဒီမှာနေချက်ချင်းပြောင်းသွားတာပါကိုကမျက်စိတမိတ်မှာကတိတသိမ့်နှုံးနဲ့အစားတို့ချုပ်ပြောင်းတာကိုမြင်နိုင်မှာမဟုတ်ဘူးဆိုပေမဲ့ကိုယ်ကိုသိနေကြတဲ့အစပေါင်းများစွာတိမ်မွေးတဲ့သဘောပေါင်းများစွာအမြင်နဲ့ဉာဏ်နဲ့ဖြိုခွဲပြီးကြည့်တတ်ဖို့လိုပါတယ်အာယုံကိုသိတတ်တဲ့သဘာဝလက္ခဏာရှိတဲ့သဘောလို့ပြောတဲ့နေရာမှာသိမှုသဘောလေးရဲ့နောက်ွယ်မှာအာယုံကိုခံစားတတ်မှတ်တတ်ပြုပြင်စီစွမ်းတတ်တဲ့စိတ်တိတ်သဘောတွေလည်းပေါင်းပေါ်ပေါင်းပြန်နေပါတယ်။ဖောက်ပြန်ပစ္စည်းရဲ့အကြည့်အုံမှာမိပြီးဖြစ်တဲ့အတွက်ကြောင့်ဖောက်ပြန်ခံစားမှတ်တာပြုပြင်သိတတ်တဲ့ပေါင်းပေါ်ပေါင်းပြန်သဘောခန္ဓာလို့ပြောရင်လည်းရပါတယ်။ဖောက်ပြန်ခံစားမှတ်တာပြုပြင်သိတတ်တဲ့တဘာဝလက္ခဏာရှိတဲ့သဘောမှန်မာရီသူတွေပုဂ္ဂိုလ်တွေတ attva တွေမဟုတ်တာသိကြပါတယ်။အတိတ်ကပြုလုပ်ခဲ့တဲ့အတိတ်ခန္ဓာမှာညှိတွင်ခဲ့တဲ့သမုဒယအကြောင်းကံအတိတ်ပတ်ပုံမှုရဲ့ပြစ္ဆုတ်ပံအာယုံအတိတ်နဲ့ထွာလာအတိတ်တွေဆုံးတဲ့အကြောင်းအတိတ်ပြုပြင်မှုရဲ့အကြောင်းသားနဲ့အခုမှမရှိရကနေအတိတ်ရှိပြီးချုပ်သွားတာအခုမှမဖြစ်ရကနေအတိတ်ဖြစ်ပြီးပြတ်သွားတာပါ။ငကိုရကြိုးပြီးရှင်းနေတာမဟုတ်တယ်လို့ဖြစ်ပြီးတော့လည်းလုံးဝမရှိတော့ပါဘူး။ဒီနေရာမှာအတိတ်လို့ပြောတဲ့နေရာမှာအတိတ်ဘဝကိုအဓိကရှိညွှန်ပါတယ်။မြတ်စွာဘုရားရှင်ကပရိသတ်သမုပ္ပါဒ်တရားတော်ကိုဟောတော်မူခဲ့တဲ့နေရာမှာအဓိကဘဝကိုဖြစ်စေတဲ့အကြောင်းတရားနဲ့ဒီဘဝကိုအခန္ဓာမနာဖို့အရင်ဒီဘဝတဏှာကိုဖြတ်နိုင်မဲ့နိလန်းကိုအဓိကညွှန်ပြတော်မူခဲ့တာပါ။ဒီနေရာမှာပြောတဲ့အတိတ်ဆိုတာအတိတ်ဘဝကိုရည်ညွှန်းတာပါ။တချို့ယောဂီတွေကပရိသတ်သမုပ္ပါဒ်တရားကိုအယူလေးတွေလွဲတာမျိုးရှိပါတယ်ခုနတစ်စက္ကန့်ခုနတစ်မိနစ်ကိုအတိတ်လို့ယူပြီးတော့ခုနအတိတ်သမုဒယကြောင့်အခုပြစ္ဆုတ်ပံသဘောခန္ဓာဖြစ်တယ်ဆိုတဲ့သဘောမျိုးနားလည်မှုမှားတာမျိုးလေးတွေရှိတတ်ပါတယ်
တကယ်မြတ်စွာဘုရားရှင်ကပရိသတ်ဘက်တရားတော်ဟောတော်ကြားတော်မူတဲ့နေရာမှာဒီဘဝကိုဖြစ်စေတဲ့အကြောင်းတရားကိုအဓိကရည်ညွှန်းတော်မူခဲ့တာပါဒီဘဝတစ်ခုမှာအရင်ဦးဆုံးဖြစ်တဲ့ပဋိသန္ဓေအခါကနေစပြီးတော့အကြောင်းသမုဒယကြောင့်ဖြစ်ရတဲ့ဒုက္ခအကျိုးတရားပါပဲဒီဘဝပြုလုပ်ခဲ့တဲ့အတိတ်ခန္ဓာမှာမသိမှုနဲ့ညှိတွေ့ခဲ့တဲ့သမုဒယအကြောင်းကံအတိတ်ပတ်ပုံမှုကြောင့်ဒီဆိုပံမှာဖောက်ပြန်ခံစားမှတ်တာပြင်တည်တတ်တဲ့သဘာဝလက္ခဏာရှိတဲ့ပေါင်းပေါ်ပေါင်းဖြစ်တဲ့သဘောခန္ဓာလေးတွေမရှိတာရှိလာပြီးချုပ်သွားတာမဖြစ်ရဖြစ်လာပြီးပြတ်သွားတာပါရှေ့စိတ်ချုပ်ပြီးတော့နောက်စိတ်အသစ်ဖြစ်ဖို့အတွက်အတိတ်ကအတ္တမပန်းပို့ပြီးတော့ဘူးဆိုရင်ဒီညမှာလည်းပြည့်လဲပြီးသိဆုံးသွားပါလိမ့်မယ်စိတ်ကိုဖြစ်စေတဲ့သဘောခန္ဓာကိုပေါ်စေတဲ့အဓိကအကြောင်းတရားကလေးပါးပြုလုပ်ခဲ့တဲ့အတိတ်ခန္ဓာမှာမသိမှုနဲ့ညှိတွေ့ခဲ့တဲ့သမုဒယအကြောင်းကံတွေပါဒီအမြင်မျိုးနဲ့အကြောင်းအနေသိစေတဲ့အကျိုးအမြင်နဲ့ကြည့်တတ်ဖို့လိုအပ်ပါတယ်ပြစ္ဆုတ်ပံအကြောင်းကတော့အာယုံအသိနဲ့တာရအသိတွေးဆုံမှုပါအတိတ်အကြောင်းကတော့အဓိကအရင်းမြစ်အကြဆုံးအကြောင်းပါပဲအတိတ်ခန္ဓာမှာညှိတွေ့ခဲ့တဲ့သမုဒယအကြောင်းကံအသိပံပုံမှုကြောင့်ဖြစ်ပေါ်လာရတဲ့အကျိုးသဘောလေးတွေပါစိတ်ကိုဖြစ်စေတဲ့အဓိကအကြောင်းရင်းကလေးဝါပြုလုပ်ခဲ့တဲ့အတိတ်ခန္ဓာမှာမသိမှုနဲ့ညှိတွေ့ခဲ့တဲ့သမုဒယအကြောင်းကံတွေပါဒီဆိုပါအာယုံဒါရတွေးဆုံမှုအပေါ်မှာမူတည်ပြီးတော့အစဉ်အာယုံနဲ့မျက်စိကြည့်တွေ့ရင်မြင်စိတ်ပေါ်တယ်အတန်အာယုံနဲ့နားကြည့်တွေ့ရင်ကြားစိတ်ဖြစ်တယ်ထူးထူးခြားအာယုံနဲ့ကိုယ်ကြည့်တတ်တွေ့ဆိုရင်ထိစိတ်ပေါ်တယ်ဆိုတာတွေကကြတော့အာယုံဒါရတွေးဆုံမှုအပေါ်မှာမူတည်ပြီးဗာစိတ်ဖြစ်တယ်ဆိုတာကွဲပြားသွားပါတယ်ဒါပေမဲ့ဒီစိတ်တွေကိုဖြစ်စေတဲ့အဓိကအကြောင်းတရားကတော့အတိတ်ခန္ဓာမှာညှိတွေ့ခဲ့တဲ့အတိတ်ခန္ဓာမှာမသိမှုနဲ့ညှိတွေ့ခဲ့တဲ့သမုဒယအကြောင်းကံပါပဲဖောက်ပြန်ခံစားမှတ်တာဖြစ်တည်တတ်တဲ့သဘာဝလက္ခဏာရှိတဲ့ပေါင်းပေါ်ပေါင်းပြက်သဘောခန္ဓာလေးတွေကိုအရင်ဦးဆုံးတွေ့အောင်စောင့်ကြည့်တတ်ဖို့တော့လိုအပ်ပါတယ်ပရိသတ်တို့ဘက်သဘောတရားမှန်မှန်ကန်ကန်နားလည်နိုင်ဖို့အတွက်ဆိုတာအခုလက်ရှိပြစ္ဆုတ်ပံမှာငါတို့တွေပုဂ္ဂိုလ်တွေတ attva တွေအနေနဲ့ဖြစ်တည်နေတာမဟုတ်ပဲဖောက်ပြန်ခံစားမှတ်တာဖြစ်တည်တတ်တဲ့သဘာဝလက္ခဏာရှိတဲ့ပေါင်းပေါ်ပေါင်းပြက်သဘောခန္ဓာအနေနဲ့ဒါလေးတကယ်ဖြစ်ပြီးပြတ်နေတယ်ဆိုတဲ့အမြင်မျိုးနဲ့တကယ်ဖြစ်ပြီးပြတ်နေတဲ့ပရမတ်ယုံနဲ့သဘောခန္ဓာအစစ်ကိုတွေ့အောင်အရင်သတိထားတတ်ရပါတယ်အခုမကြားရကြားလာတဲ့မမြင်ရမြင်လာတဲ့မတွေ့ရတွေ့လာတဲ့မသိရသိလာတဲ့စိတ်လေးတစ်စိတ်ရဲ့ပင်ကိုအမှန်ကဖောက်ပြန်ခံစားမှတ်တာဖြစ်တည်တတ်တဲ့ပေါင်းပေါ်ပေါင်းပြက်သဘောခန္ဓာလေးပါဒီသဘောခန္ဓာလေးဟာဖန်ဆင်းရှာဖန်ဆင်းလိုက်တာမဟုတ်တယ်လို့သူ့အလိုလိုဖြစ်လာတာလည်းမဟုတ်ပါဘူးဒီဘဝကအတိတ်ခန္ဓာမှာညှိတွေ့ခဲ့တဲ့သမုဒယအကြောင်းခံအသက်ပံပုံမှုရဲ့
ပြစ္ဆုတ်ပံအာယုံအသစ်နဲ့တော်တာအသစ်တွေ့ဆုံးတဲ့အကြောင်းအသစ်ပြုပြင်မှုရဲ့အကြောင်းသာလျှင်အခုမှမရှိရကနေအသစ်ရှိပြီးချုပ်သွားတာခုမှမဖြစ်ရကနေအသစ်ဖြစ်ပြီးပြတ်သွားတာပါဒုက္ခသစ္စာအမှန်တရားကိုအရှိအတိုင်းသိပြီးတဲ့နေရာမှာသမုဒယအကြောင်းတရားကြောင့်ဖြစ်ရတဲ့ဒုက္ခအကျိုးတရားကိုကြီးမားတာလျှင်တကယ်ဒုက္ခအရိယသစ္စာထိုက်တဲ့အမှန်တရားကိုသိတဲ့ဉာဏ်ဖြစ်ပါတယ်တနည်းအားဖြင့်ပြောမယ်ဆိုရင်မဉဏ်ပူဉဏ်ပေါ်စေနိုင်လောက်တဲ့အထိဥတည်နိုင်တဲ့ဝိပဿနာဉာဏ်ဖြစ်ပါတယ်သမုဒယအကြောင်းကြောင့်ဖြစ်ရတဲ့ဒုက္ခအကျိုးကမှသာလျှင်တကယ်ဒုက္ခအရိယသစ္စာထိုက်တာပါအရိယမဉဏ်ကိုဖြစ်ပေါ်စေတဲ့အထိဥတည်နိုင်တဲ့ဒုက္ခသစ္စာအမြင်ပါတကယ်လို့များအတိတ်ခန္ဓာမှာညှိတွေ့ခဲ့တဲ့အတိတ်ခန္ဓာမှာအတိတ်မှုနဲ့ညှိတွေ့ခဲ့တဲ့သမုဒယအကြောင်းကံတွေကိုအတိတ်မှာဒီအမြင့်ပြတ်အောင်ပယ်တတ်နိုင်ခဲ့မယ်ဆိုရင်အခုလက်ရှိပြစ္ဆုတ်ပံမှာဒီယုံနဲ့တစ်ပါးခန္ဓာမှာဒုက္ခသစ္စာသဘောတွေဘာမှရှိလာမှာမဟုတ်ပါဘူးအခုလက်ရှိပြစ္ဆုတ်ပံမှာယုံနဲ့တစ်ပါးခန္ဓာကပါဒုက္ခသစ္စာအကျိုးတရားတွေဖြစ်ပေါ်နေတယ်ဆိုတာအတိတ်ခန္ဓာမှာညှိတွေ့ခဲ့တဲ့သမုဒယအကြောင်းကံတွေကိုအဲ့ဒီအတိတ်မှာအမြင့်ပြတ်အောင်မပယ်တတ်နိုင်ခဲ့ကြသေးလို့ပါအတိတ်ခန္ဓာမှာညှိတွေ့ခဲ့တဲ့မတိမှုနဲ့ညှိတွေ့ခဲ့တဲ့သမုဒယအကြောင်းကံတွေကိုအဲ့ဒီအတိတ်မှာတင်အရဟတမဉဏ်ပူဉဏ်နဲ့အမြင့်ပြတ်အောင်ဒါပယ်တတ်နိုင်ခဲ့ကြမယ်ဆိုရင်အခုလက်ရှိပြစ္ဆုတ်ပံမှာယုံနဲ့တစ်ပါးခန္ဓာကပါဒုက္ခသစ္စာအကျိုးတရားတွေဘာမှရှိလာမှာမဟုတ်ပါဘူးဘာမှပေါ်လာမှာမဟုတ်ပါဘူးအခုလက်ရှိမှာကြတော့အတိတ်ဘဝကအဲ့ဒီအတိတ်ခန္ဓာမှာညီမသိမှုနဲ့ညှိတွင်ခဲ့တဲ့သမုဒယအကြောင်းကံတွေကိုအမြင့်ပြအောင်ပဲအပင်တက်နိုင်ခဲ့တဲ့အတွက်ကြောင့်အဲ့ဒီအတိတ်ကပြုလုပ်ခဲ့တဲ့မသိမှုနဲ့ညှိတွင်တဲ့သမုဒယအကြောင်းကံတွေကြောင့်ပဲအခုလက်ရှိပြစ္ဆုတ်ပံမှာယုံနဲ့တစ်ပါးခန္ဓာကပါဒုက္ခသစ္စာအကျိုးတရားတွေအစားထိုးပြီးချုပ်ပြောင်းနေကြပါတယ်ဖြစ်ပြီးပြန်နေကြပါတယ်တိတ်ခန္ဓာမှာမတိမှုနဲ့ညှိတွင်ခဲ့တဲ့သမုဒယအကြောင်းကံတွေကိုအဲ့ဒီအတိတ်မှာတင်အမြင့်ပြတ်အောင်အရဟတမဉဏ်ပူဉဏ်နဲ့အမြင့်ပြတ်အောင်ပယ်တတ်နိုင်ခဲ့မယ်ဆိုရင်ပြစ္ဆုတ်ပံမှာယုံနဲ့တစ်ပါးခန္ဓာကပါဒုက္ခသစ္စာအကျိုးတရားတွေဘာမှရှိလာမှာမဟုတ်ပါဘူးဒီအမြင်မျိုးနဲ့ကြည့်တတ်မယ်ဆိုရင်တိတ်ခန္ဓာမှာမတိမှုနဲ့ညှိတွင်ခဲ့တဲ့သမုဒယအကြောင်းကံတွေကြောင့်အခုလက်ရှိပြစ္ဆုတ်ပံမှာယုံနဲ့တစ်ပါးခန္ဓာမှာဒုက္ခသစ္စာအကျိုးတရားတွေဖြစ်ပေါ်နေကြတယ်လို့မျိုးပဲအခုလက်ရှိပြစ္ဆုတ်ပံမှာဖြစ်ပေါ်နေတဲ့ယုံနဲ့တစ်ပါးခန္ဓာမှာဒုက္ခသစ္စာအကျိုးတရားတွေအပေါ်မှာမတိမှုနဲ့ညှိတွယ်တဲ့သမုဒယအကြောင်းကံအသစ်တွေထပ်မံပြုလုပ်မယ်ဆိုရင်နောက်ဘဝအသစ်နောက်ခန္ဓာအသစ်နောက်ပရိသတ်တွေအသစ်တွေဖြစ်ပေါ်စေဖို့အတွက်အကြောင်းမျိုးစီးတွေထပ်ချနေတာပါပဲအတိတ်ကပြုလုပ်ခဲ့တဲ့သမုဒယအကြောင်းကံတွေကြောင့်အခုလက်ရှိပြစ္ဆုတ်ပံမှာယုံနဲ့တစ်ပါးခန္ဓာမှာဒုက္ခသစ္စာအကျိုးတရားတွေဖြစ်ပေါ်နေရတယ်လို့အခုလက်ရှိပြစ္ဆုတ်ပံမှာဖြစ်ပေါ်နေတဲ့ယုံနဲ့တစ်ပါးခန္ဓာမှာဒုက္ခသစ္စာအကျိုးတရားတွေအပေါ်မှာမတိမှုနဲ့ညှိတွယ်တဲ့သမုဒယအကြောင်းကံအသစ်တွေထပ်မံပြုလုပ်မယ်ဆိုရင်နောက်ဘဝအသစ်နောက်ခန္ဓာအသစ်နောက်ယုံနဲ့တစ်ပါးခန္ဓာမှာဒုက္ခသစ္စာအသစ်တွေထပ်မံဖြစ်ပေါ်လာအောင်ပါဒီကပြုလုပ်ခဲ့တဲ့သမုဒယအကြောင်းကံတွေကြောင့်ပြစ္ဆုတ်ပံမှာယုံနဲ့တစ်ပါးခန္ဓာမှာဒုက္ခသစ္စာအကျိုးတရားတွေဖြစ်ပေါ်နေရတယ်လို့အခုလက်ရှိပြစ္ဆုတ်ပံမှာဖြစ်ပေါ်နေတဲ့ယုံနဲ့အပေါ်မှာမတိမှုနဲ့ညှိတွယ်တဲ့သမုဒယအကြောင်းကံအသစ်တွေထပ်မံပြုလုပ်မယ်ဆိုရင်နောက်ဘဝအသစ်နောက်ခန္ဓာအသစ်နောက်ထပ်ယုံနဲ့တစ်ပါးခန္ဓာမှာဒုက္ခသစ္စာအကျိုးတရားအသစ်တွေထပ်မံဖြစ်ပေါ်လာအောင်ပါအဲ့
ဒါကြောင့်တန်တရားလဲတယ်ဆိုတာပုဂ္ဂိုလ်တ attva တွေကတန်တရားလဲနေတာမဟုတ်ပဲ။ဘာတွေသူတွေကတန်တရားလဲနေတာမဟုတ်ပဲ။သမုဒယအကြောင်းနဲ့ဒုက္ခအကျိုးတန်တရားလဲနေတာပါ။သမုဒယနဲ့ဒုက္ခအကြောင်းအကျိုးတန်တရားလဲနေတာပါ။ဒုက္ခသစ္စာအနေနဲ့ပြောမယ်ဆိုရင်ဒီလိုသမုဒယအကြောင်းကံကြောင့်ဖြစ်ရတဲ့ဒုက္ခသစ္စာအကျိုးတရားကမှသာလျှင်တကယ်ဒုက္ခအရိယသစ္စာထိုက်ပါတယ်။ဆိုလိုချင်တာကမညပူညပေါ်စေနိုင်လောက်တဲ့အထိဥတည်နိုင်တဲ့ဒုက္ခသစ္စာအမြင်ဖြစ်ပါမယ်။တစ်ဖက်ကပြန်ပြောမယ်ဆိုရင်သမုဒယအကြောင်းကံကြောင့်ဖြစ်ရတဲ့ဒုက္ခသစ္စာရုပ်နဲ့ဓမ္မခန္ဓာဟာဒုက္ခသစ္စာအကျိုးတရားကမှသာလျှင်တကယ်လည်နေတဲ့အကြောင်းအကျိုးတန်တရားအစစ်ပါအတိတ်ကပြုလုပ်ခဲ့တဲ့အတိတ်ခန္ဓာမှာမသိမနှညှိတွေ့ခဲ့တဲ့သမုဒယအကြောင်းကံတွေကြောင့်အခုလက်ရှိပြစ္ဆုတ်ပံမှာရုပ်နဲ့ဓမ္မခန္ဓာမှာဒုက္ခသစ္စာအကျိုးတရားတွေဖြစ်ပေါ်နေရတယ်လို့အခုလက်ရှိပြစ္ဆုတ်ပံမှာဖြစ်ပေါ်နေတဲ့ရုပ်နဲ့နာမ်အပေါ်မှာမသိမနှညှိတွေ့တဲ့သမုဒယအကြောင်းကံအသစ်တွေထပ်မံပြုလုပ်နေမယ်ဆိုရင်နောက်ဘဝအသစ်နောက်ခန္ဓာအသစ်နောက်ရုပ်နဲ့ဓမ္မခန္ဓာမှာဒုက္ခသစ္စာအသစ်တွေသိကြပါထပ်မံဖြစ်ပေါ်လာအောင်ပါတရားထုတ်တယ်ဆိုတာတကယ်လည်းနေတဲ့သမုဒယနဲ့ဒုက္ခအကြောင်းကျိုးတန်ရာအစစ်ကိုဖြတ်နိုင်တဲ့ဉာဏ်ဖြစ်ဖို့ကြိုးစားရတာပါပဲအဲကြောင့်ဖြစ်ဖြစ်ရှုတဲ့အခါမှာအတိတ်ကပြုလုပ်ခဲ့တဲ့သမုဒယအကြောင်းကံအသစ်ပံ့ပိုးမှုကြောင့်ဖြစ်ပေါ်လာတဲ့ယုံနဲ့ဓမ္မခန္ဓာပါအပေါ်မှာသဘောဆိုင်တဲ့အမြင်နဲ့မရှိမှပြတ်မှန်သိမှသာလျှင်တကယ်လည်းနေတဲ့အကြောင်းကျိုးတန်ရာအစစ်ကိုဖြတ်နိုင်တဲ့ဉာဏ်အစစ်ဖြစ်ပါလိမ့်မယ်။မဟုတ်ရင်ကိုယ်ရတခြားရှာတခြားဖြစ်နေမှာပါ။သမုဒယအကြောင်းကံကြောင့်ဖြစ်ရတဲ့ဒုက္ခအကျိုးတရားတွေအပေါ်မှာဘာမဟုတ်တဲ့သဘောအနေနဲ့မရှိမှပြတ်မှန်သိမှသာလျှင်ဒီအကြောင်းကျိုးတန်ရာအစစ်ကိုတကယ်ဖြတ်နိုင်တဲ့ဉာဏ်အစစ်ဖြစ်နိုင်မှာပါအားကြောင့်တရားထုတ်တဲ့အခါမှာပရိစ္ဆေသမုပ္ပါအမြင်ကအရင်အရေးကြီးပါတယ်အားကြောင့်မဟုတ်ဆရာတော်ဘုရားကြီးကဘယ်လိုဟောလေးရှိလဲဆိုရင်ပရိစ္ဆေသမုပ္ပါကိုနားမလည်ပဲမညံ့ပူညံပေါ်တယ်ဆိုတာလုံးဝမဖြစ်နိုင်ဘူးလို့ဘာနဲ့ဥမာပေးပြောလဲဆိုတော့ဘုံဒီကိုမြို့ချလို့ရပါတယ်ဆိုရင်ဘယ်နည်းနဲ့မှမဟုတ်တယ်လို့ပဲပရိစ္ဆေသမုပ္ပါမသိပဲနဲ့မညံ့ပူညံပေါ်တယ်ဆိုတာဘယ်နည်းနဲ့မှမဖြစ်နိုင်ဘူးလို့ဟောလေးရှိပါတယ်။ဘာကြောင့်လဲဆိုတော့တရားအထုတ်တယ်ဆိုတာကသမုဒယနဲ့ဒုက္ခအကြောင်းအကျိုးတန်ရာအစစ်ကိုဖြတ်နိုင်တဲ့ဉာဏ်ဖြစ်ဖို့ကြိုးစားရတာပါ။တကယ်လည်းနေတဲ့အကြောင်းအကျိုးတန်ရာအစစ်ကိုဖြတ်နိုင်တဲ့ဉာဏ်ဖြစ်ဖို့ကြိုးစားရတာပါ။ပရိစ္ဆေသမုပ္ပါဆိုတာတကယ်လည်းနေတဲ့အကြောင်းအကျိုးတန်ရာအစစ်ကိုညွှန်ပြတဲ့တရားတော်ပါ။ပရိစ္ဆေသမုပ္ပါမှာပါဝင်တဲ့အတိတ်ပြစ္ဆုတ်ပံအနာဂတ်ဆိုတာအတိတ်ဘဝပြစ္ဆုတ်ပံဘဝနဲ့အနာဂတ်ဘဝကိုရည်ညွှန်းပါတယ်ဘဝကိုဖြစ်စေတဲ့အကြောင်းတရားနဲ့ဒီအကြောင်းတရားကိုဘယ်လိုဖြတ်မလဲဆိုတဲ့ထွက်ပေါက်ကိုအဓိကညွှန်ပြတော်မူခဲ့တဲ့တရားတော်ပါတရားထုတ်တဲ့အခါမှာဖြစ်ပျက်တာရှုနေပေမဲ့တကယ်တရားမှမရှိဘူးဝိပဿနာဉာဏ်ဖြစ်တဲ့ထင်နေပေမဲ့မဉဏ်ပူဉဏ်ကိုဥမတည်နိုင်သေးဘူးဆိုရင်အဲ့ဒါဘာကြောင့်လဲဆိုတော့သမုဒယအကြောင်းကံကြောင့်ဖြစ်ရတဲ့ဒုက္ခအရိယသစ္စာထိုက်တဲ့တကယ်လည်းနေတဲ့အကြောင်းကျိုးတန်ရာအစစ်ကိုဖြတ်နိုင်တဲ့ဉာဏ်အစစ်မဖြစ်သေးလို့ပါပဲသမုဒယအကြောင်းကြောင့်ဖြစ်ရတဲ့ဒုက္ခအကျိုးအမြင်နဲ့မရှိမပြတ်မှသိပေးဖို့လိုပါတယ်ယုံနေနဲ့ပြောမယ်ဆိုရင်ကံကြောင့်ဖြစ်တဲ့အကြည့်တတ်သဘောနဲ့
စိတ်အနေနဲ့ပြောမယ်ဆိုရင်အာယုံကိုခံစားမှတ်တာပြင်းပြင်းစစ်စော်ပြီးတည်တက်တဲ့သဘောကအထက်ကပြုလုပ်ခဲ့တဲ့သမုဒယအကြောင်းကံအသက်ပတ်မှုကြောင့်ဖြစ်ရတဲ့ဒုက္ခသစ္စာအကျိုးတရားပါတကယ်မညာပညာဖြစ်တဲ့ဒီဥဒိနိုင်စီမဲ့သမုဒယအကြောင်းကံကြောင့်ဖြစ်ရတဲ့ဒုက္ခအရိယသစ္စာထိုက်တဲ့သဘောတွေပါတကယ်ပြုလုပ်ခဲ့တဲ့အတိတ်ခန္ဓာမှာမတိမနေကြီးတွေ့ခဲ့တဲ့သမုဒယအကြောင်းကံအသက်ပတ်ပုံမှုတွေကြောင့်အခုလက်ရှိပြစ္ဆုတ်ပံမှာယုံနဲ့တစ်ပါးခန္ဓာ၅ပါးဒုက္ခသစ္စာအကျိုးတရားတွေဖြစ်ပေါ်နေရပါတယ်။တရားပြပြမယ်ဆိုရင်ဖောက်ပြန်ခံစားမှတ်တာပြပြတည်တက်တဲ့ပေါင်းပေါ်ပေါင်းပြက်သဘောခန္ဓာတွေတရဆက်အစားထိုးပြီးချုပ်ပြောင်းနေကြပါတယ်။မကြားရကြားလာတယ်မမြင်ရမြင်လာတယ်မတွေ့ရတွေ့လာတယ်မသိရသိလာတယ်စိတ်လေးတစ်စိတ်ရဲ့ပင်ကိုအမှန်ကဖောက်ပြန်ခံစားမှတ်တာပြပြတည်တက်တဲ့ပေါင်းပေါ်ပေါင်းပြက်သဘောခန္ဓာတွေပါ။ဖောက်ပြန်ခံစားမှတ်တာပြပြတည်တက်တဲ့တဘာဝလက္ခဏာရှိတဲ့သဘောမှန်ရင်အားဒီသူတွေပုဂ္ဂိုလ်တွေတ attva တွေမဟုတ်တာသိကြတယ်လို့ဒီသဘောလေးကဖန်ဆင်းရှာဖန်ဆင်းလိုက်တာမဟုတ်ပဲသူ့လိုဖြစ်လာတာလည်းမဟုတ်ပါဘူးအတိတ်ကအတိတ်ဘဝပြုလုပ်ခဲ့တဲ့အတိတ်ခန္ဓာမှာမသိမှုနဲ့ညှိတွေ့ခဲ့တဲ့သမုဒယအကြောင်းကံအသက်ပံ့ပိုးမှုရဲ့ပြစ္ဆုတ်ပံအာယုန်နဲ့အသက်နဲ့ဒါရအသက်တွေ့ဆုံတဲ့အကြောင်းအသက်ပြုပြင်မှုရဲ့အကြောင်းသားလေးဖြစ်ပေါ်လာရတဲ့အကျိုးသဘောအသက်တွေပါသမုဒယအကြောင်းကြောင့်ဖြစ်ရတဲ့ဒုက္ခအကျိုးတရားတွေပါဒါကိုကြည့်ခြင်းအဖြစ်အခုလက်ရှိပြစ္ဆုတ်ပံမှာဖြစ်ပေါ်နေတဲ့ယုတ်တဲ့တစ်ပါးခန္ဓာဘာဒုက္ခသစ္စာအပေါ်မှာမတိမနေညှိတွေ့တဲ့သမုဒယအကြောင်းကအသက်တွေထပ်မံပြုလုပ်မယ်ဆိုရင်နောက်ဘဝအသက်နောက်ခန္ဓာအသက်နောက်ပဋိသန္ဓေအသက်တွေထပ်မံဖြစ်ပေါ်လာမယ်ဆိုတာကိုသိကြပါနားလည်နိုင်ပါတယ်အတိတ်ဘဝပြုလုပ်ခဲ့တဲ့အတိတ်ခန္ဓာမှာမတိမနေညှိတွေ့ခဲ့တဲ့သမုဒယအကြောင်းကံတွေကတော့ဉာဏ်နဲ့မဖြတ်နိုင်တော့ပါဘူးအခုလက်ရှိပြစ္ဆုတ်ပံမှာဖြစ်ပေါ်နေတဲ့ယုံနဲ့အပေါ်မတိမနေညှိတွေ့တဲ့သမုဒယအကြောင်းကံတွေကိုတော့အာဘုဒ္ဓသဘောအနေနဲ့မရှိမပြတ်မှန်သိခြင်းအဖြစ်ဉာဏ်နဲ့ဖြတ်ဖို့အသိမွေးဆုံးထိဖြတ်နိုင်တဲ့ဉာဏ်ဖြစ်ဖို့ဥတည်နိုင်ရပါတယ်အတိတ်ကပြုလုပ်ခဲ့တဲ့အတိတ်ခန္ဓာမှာမတိမနေညှိတွေ့ခဲ့တဲ့သမုဒယအကြောင်းကံတွေကိုအဲ့ဒီအတိတ်မှာတင်အရဟတမဉ္ဇဉ်ပူဉ္ဇဉ်နဲ့အမြင့်ပြတ်အောင်ပေတတ်နိုင်ခဲ့မယ်ဆိုရင်အခုလက်ရှိပြစ္ဆုတ်ပံမှာယုံနဲ့တစ်ပါးခန္ဓာ၅ပါးဒုက္ခသစ္စာအကျိုးတရားတွေဘာမှရှိလာမှာမဟုတ်ပါဘူးအတိတ်ကပြုလုပ်ခဲ့တဲ့အတိတ်ခန္ဓာမှာမတိမနေညှိတွေ့ခဲ့တဲ့သမုဒယအကြောင်းကံတွေကိုအမြင့်ပြတ်အောင်မပေတတ်နိုင်ခဲ့တဲ့အတွက်ကြောင့်ဒါလည်းအတိတ်ကပြုလုပ်ခဲ့တဲ့သမုဒယအကြောင်းကံအသစ်တွေပံ့ပိုးမှုကြောင့်အခုလက်ရှိပြစ္ဆုတ်ပံမှာယုံနဲ့တစ်ပါးခန္ဓာ၅ပါးဒုက္ခသစ္စာအကျိုးတရားတွေအစားထိုးပြီးချုပ်ပြောင်းနေပါတယ်ဖြစ်ပြီးပြတ်နေပါတယ်အခုလက်ရှိပြစ္ဆုတ်ပံမှာဖြစ်ပေါ်နေတဲ့ယုံနဲ့အပေါ်မှာမတိမနေညှိတွေ့တဲ့သမုဒယအကြောင်းကံအသစ်တွေထပ်မံပြုလုပ်နေမယ်ဆိုရင်နောက်ဘဝအသစ်နောက်ခန္ဓာအသစ်နောက်ယုံနဲ့တစ်ပါးခန္ဓာ၅ပါးဒုက္ခသစ္စာအသစ်တွေထပ်မံဖြစ်ပေါ်လာအောင်ပါပဲဒါကိုပဲတဏှာလေးတွေလို့ပြောတာပါအားဒီသူတွေပုဂ္ဂိုလ်တ attva တွေအသက်ဝိညာဉ်လေးပြာကောင်းတွေကတဏှာလေးနေတာမဟုတ်ပဲသမုဒယအကြောင်းနဲ့ဒုက္ခအကျိုးတဏှာလေးနေတာပါသမုဒယနဲ့ဒုက္ခအကြောင်းအကျိုးတဏှာလေးနေတာပါတရားထုတ်တယ်ဆိုတာတကယ်လည်းနေတဲ့အကြောင်းကျိုးတဏှာအစစ်ကိုဖြတ်နိုင်တဲ့ဉာဏ်ဖြစ်ဖို့ကြိုးစားရတာပါဒီတကယ်လည်းနေတဲ့အကြောင်းကျိုးတဏှာအစစ်ကိုဖြတ်နိုင်တဲ့ဉာဏ်ဖြစ်ဖို့အတွက်ဆိုတာအတိတ်ကပြုလုပ်ခဲ့တဲ့သမုဒယအကြောင်းကံအသစ်တွေကြောင့်ဖြစ်ပေါ်လာရတဲ့ယုံနဲ့အပေါ်မှာသဘောခန္ဓာအပေါ်မှာအာဘုဒ္ဓသဘောအနေနဲ့မ
မရှိမပြတ်မတည်တဲ့ဉာဏ်ဖြစ်ဖို့ကြိုးစားရပါတယ်။ဒါမှသာလျှင်တကယ်လည်းနေတဲ့အကြောင်းကျိုးတန်ရာအစစ်ကိုဖြတ်နိုင်တဲ့ဉာဏ်အစစ်ဖြစ်ပါလိမ့်မယ်။ဒီလိုပရိစ္ဆာသမုပ္ပါဒ်ဖြတ်တယ်ဆိုတဲ့နေရာမှာပရိစ္ဆာသမုပ္ပါဒ်အစအဖြတ်တာအလျားဖြတ်တာအဆုံးအဖြတ်တာဆိုပြီး၃ပိုင်းရှိပါတယ်။ပရိစ္ဆာသမုပ္ပါဒ်အစအဖြတ်တာဆိုတာကြတော့စိတ်စဖြစ်ကလေးကမဟုတ်တဲ့သဘောအနေနဲ့အာယုံကိုတိတက်တဲ့သဘောလက္ခဏာရှိတဲ့သဘောအနေနဲ့မရှိမပြတ်မတည်တဲ့ဉာဏ်ဖြစ်ဖို့ဦးတည်ရတာပါ။စိတ်စဖြစ်ကလေးကမဟုတ်တဲ့သဘောအနေနဲ့မရှိမပြတ်မတည်တဲ့ဉာဏ်သာဖြစ်နိုင်မယ်ဆိုရင်ဘာပဲညာပဲအတိတွေပေါ်မလာတော့ပါဘူး။ဒီကနေ့ကျတော့စိတ်ကစဖြစ်တဲ့အချိန်မှာစင်ကြယ်ပါတယ်။အာယုံကိုတိတက်တဲ့သဘာဝလက္ခဏာရှိတဲ့သဘောလေးကစပေါ်တဲ့အချိန်မှာစင်ကြယ်ပါတယ်။ဘာလို့ဆိုလိုတာလဲဆိုတော့စိတ်ကစဖြစ်တဲ့အချိန်မှာဘာပဲညာပဲဘာတန်ညာတယ်ဘယ်သူပဲပါဆိုတဲ့အတိတွေအနေနဲ့စတင်ဖြစ်ပေါ်လာတာမဟုတ်ပါဘူး။အာယုံကိုတိတက်တဲ့သဘာဝလက္ခဏာရှိတဲ့သဘောအနေနဲ့ဒါလည်းစတင်ဖြစ်ပေါ်လာတာပါ။ဒီနေရာမှာတချို့ကြုံကြီးတွေရကြတော့စိတ်ကိုစောင့်ကြည့်တဲ့အခါမှာဘာတန်ညာတယ်ဘယ်သူပဲပါဘာပဲညာပဲဆိုတဲ့အမှားတိတွေအနေနဲ့စတင်ဖြစ်ပေါ်လာတယ်လို့ယူတတ်ကြပါတယ်။အဲဒါဆိုရင်ဘယ်တော့မှအဝိဇ္ဇာကိုဝိဇ္ဇာဉာဏ်ဥမှာမဟုတ်တော့ပါဘူး။ပရိစ္ဆာသမုပ္ပါဒ်ကိုအစာအနေဖြတ်နိုင်မှာမဟုတ်တော့ပါဘူး။တကယ်ကြတော့စိတ်ကစဖြစ်တဲ့အချိန်မှာဘာတန်ညာတယ်ဘယ်သူပဲပါဘာပဲညာပဲဆိုတဲ့အမှားတိတွေအနေနဲ့စတင်ဖြစ်ပေါ်လာတာမဟုတ်ပါဘူး။အာယုံကိုတိတက်တဲ့သဘာဝလက္ခဏာရှိတဲ့သဘောလေးအနေနဲ့ဒါနဲ့စတင်ဖြစ်ပေါ်လာတာပါ။စိတ်ကစဖြစ်တဲ့အချိန်မှာစင်ကြယ်ပါတယ်။ဥပမာပြောမယ်ဆိုရင်ဉာဏ်စိတ်ကစဖြစ်တဲ့အချိန်မှာအစဉ်အာရုံကိုတိတက်တဲ့သဘောအနေနဲ့ဒါနဲ့စတင်ဖြစ်ပေါ်လာတာပါဘယ်သူပဲပါအနေနဲ့မသိသေးပါဘူးကြားစိတ်ကလည်းစပေါ်တဲ့အချိန်မှာအတန်အာရုံကိုတိတက်တဲ့သဘာဝလက္ခဏာရှိတဲ့သဘောအနေနဲ့ဒါနဲ့စတင်ဖြစ်ပေါ်လာတာပါဘာတန်ညာတန်တွေအနေနဲ့မသိသေးပါဘူးကောင်းတဲ့အတန်ဆိုးတဲ့အတန်အနေနဲ့မသိသေးပါဘူးနန်းစိတ်စားစိတ်ထိစိတ်သိစိတ်တွေလည်းဒီလိုပါပဲစဖြစ်တဲ့အချိန်မှာအနက်အရသာအထီးတွေအာယုံဓမ္မယုံတွေကိုတိတက်တဲ့သဘာဝလက္ခဏာရှိတဲ့ဓာတ်သဘောအနေနဲ့ဒါလေးစတင်ဖြစ်ပေါ်လာတာပါဘာနဲ့ညာနဲ့ဘယ်လိုအရသာညာအရသာဘယ်လိုအထီးတွေဘယ်သူပဲပါဘာပဲညာပဲဆိုတဲ့အမားသေးတွေအနေနဲ့စတင်ဖြစ်ပေါ်လာတာမဟုတ်ကြပါဘူးအာယုံကိုတိတက်တဲ့သဘာဝလက္ခဏာရှိတဲ့ဓာတ်သဘောအနေနဲ့ဒါနဲ့စတင်ဖြစ်ပေါ်လာတာပါစိတ်ကစဖြစ်တဲ့အချိန်မှာစင်ကြယ်ပါတယ်ဘာတညာတဲ့ဘယ်သူဘာမညာပဲဆိုတဲ့အမားသေးတွေအနေနဲ့စတင်ဖြစ်ပေါ်လာတာမဟုတ်ကြပါဘူးအာယုံကိုတိတက်တဲ့သဘာဝလက္ခဏာရှိတဲ့ဓာတ်သဘောအနေနဲ့ဒါလည်းစတင်ဖြစ်ပေါ်လာတာပါခန္ဓာပါအနေနဲ့ပြောမယ်ဆိုရင်အာယုံကိုတိတက်တဲ့သဘာဝလက္ခဏာရှိတဲ့သဘောလေးရဲ့နောက်ွယ်မှာအာယုံကိုခံစားတတ်မှတ်တဲ့ပြပြစီစောတတ်တဲ့စိတ်တိတ်သဘောတွေပါဝင်နေပါတယ်။ဘာပြန်ဖြစ်စီတဲ့အကြည့်အမှမိပြီးဖြစ်တဲ့အတွက်ကြောင့်
ဖောက်ပြန်ခံစားမှတ်သားပြုပြင်တည်တတ်တဲ့ပေါင်းပေါ်ပေါင်းပြက်သဘောခန္ဓာလို့ပြောရင်လည်းရပါတယ်ဥပမာပြမယ်ဆိုရင်မြေစိတ်ပါဝင်တဲ့ခန္ဓာအပါးကိုကြည့်မယ်ဆိုရင်ဖောက်ပြန်ပျက်စီးတဲ့မျက်စိကြည့်မှဖြစ်ပေါ်လာတဲ့အစဉ်အာရုံကိုတည်တတ်တဲ့အစဉ်အာရုံကိုခံစားမှတ်သားပြုပြင်စေဆိုပြီးတည်တတ်တဲ့သဘာဝလက္ခဏာရှိတဲ့ပေါင်းပေါ်ပေါင်းပြက်သဘောခန္ဓာလေးပါခံစားမှုသဘောအနေနဲ့ပြောမယ်ဆိုရင်ဉာဏ်စိတ်မှာပါဝင်တဲ့ခံစားမှုသဘောလေးကအကောင်အဆိုးခံစားတာမဟုတ်ပဲဒီအစဉ်အာရုံအတိုင်းလေးပဲအလေလက်အတင်ခံစားတတ်တဲ့သဘောလေးပါမှတ်သားမှုအနေနဲ့ပြောမယ်ဆိုရင်လည်းဘယ်သူပဲအနေနဲ့မှတ်သားတာမဟုတ်သေးပဲဒီအစဉ်အာရုံအတိုင်းလေးပဲမှတ်သားတတ်တဲ့သဘောလေးပါပြုပြင်စေဆောင်မှုအနေနဲ့ပြောမယ်ဆိုရင်လည်းဒီလိုခံစားမှတ်သားသိဖို့အတွက်ပြုပြင်စေဆောင်တတ်တဲ့သဘောလေးပါတည်တတ်တဲ့သဘောအနေနဲ့ပြောမယ်ဆိုရင်လည်းဘယ်သူပဲအနေနဲ့သိတာမဟုတ်ပဲဒီအစဉ်အာရုံအတိုင်းလေးပဲတည်တတ်တဲ့သဘောလေးပါဖောက်ပြန်ပျက်စီးတဲ့အကြည့်အမှမိမိဖြစ်ပေါ်နေတဲ့အာရုံကိုခံစားမှတ်သားပြုပြင်စေဆောင်ပြီးတည်တတ်တဲ့ပေါင်းပေါ်ပေါင်းပြက်သဘောခန္ဓာလေးပါကောင်းတာတွေဆိုတာတွေဘယ်သူတွေပဲဘာတွေညာတွေအနေနဲ့ခံစားမှတ်သားပြုပြင်စေဆောင်ပြီးတည်တာတွေမဟုတ်သေးပါဘူးအဲကြောင့်စိတ်ကစဖြစ်တဲ့အချိန်မှာစင်ကြယ်တယ်လို့ပြောတာပါသဘောခန္ဓာကစပေါ်တဲ့အချိန်မှာစင်ကြယ်ပါတယ်ဒီအစဉ်အာရုံတည်တတ်တဲ့မြင်သဘောလေးချုပ်သွားပြီးတဲ့အခါကျတော့မှသာမလျှော်တဲ့မြင်စိတ်အာရုံဓမ္မယုံနဲ့မနောဒါရအသက်တွေ့ဆုံပြီးတော့မြင်မှန်းကိုတည်တဲ့စိတ်အသက်တွေထပ်မံဖြစ်ပေါ်လာတာပါအဲ့ဒီမြင်မှန်းကိုတည်တဲ့စိတ်အသက်တွေထပ်မံဖြစ်ပေါ်လာမှသာလျှင်မလျှော်တဲ့မြင်စိတ်ကတည်ခဲ့တဲ့အစဉ်အာရုံအပေါ်မှာဘယ်သူပဲအနေနဲ့နှလုံးသွင်းမှုနဲ့ပေါင်းဆက်ပြီးအတိမာတွေဖြစ်ပေါ်လာကြရတာပါဘာပဲညာပဲဘယ်သူပဲဘာတန်ညာတန်ဆိုတဲ့အမားတိတွေဖြစ်ပေါ်လာကြရတာပါတစ်ဖက်ကပြန်ပြောမယ်ဆိုရင်စိတ်ကိုစောင့်ကြည့်တဲ့အခါမှာစိတ်စားဖြစ်ကြတဲ့သဘောအနေနဲ့မရှိမပြတ်မှတ်တည်တဲ့ဉာဏ်မဦးနိုင်လို့ဒါလေဘယ်သူပဲဘာတန်ညာတန်ဘာပဲညာပဲဆိုတဲ့အတိမာတွေဖြစ်ပေါ်လာကြရတာပါစိတ်စားဖြစ်ကြတဲ့သဘောအနေနဲ့မရှိမပြတ်မှတ်တည်တဲ့ဉာဏ်သာဥနိုင်မယ်ဆိုရင်ဘယ်သူပဲဘာတန်ညာတန်ဘာပဲညာပဲဆိုတဲ့အတိမာတွေဖြစ်လာမှာမဟုတ်တော့ပါဘူးဒါပဲပရိစ္ဆေသမုပ္ပါဒ်ကိုအစာဖြစ်တဲ့အဝိဇ္ဇာကကိလေသာအဝိဇ္ဇာကောင်ကနေပယ်တတ်တယ်လို့ဆိုတာပါစိတ်စားဖြစ်ကြတဲ့ငါမဟုတ်တဲ့သဘောအနေနဲ့မရှိမပြတ်မှတ်တည်တဲ့ဉာဏ်သာဥနိုင်ပဲဆိုရင်ဘာတန်ညာတန်ဘယ်သူပဲဘာပဲညာပဲဆိုတဲ့အတိတွေတာဖြစ်ပေါ်လာမှာမဟုတ်တော့ပါဘူးဒါကိလေသာအဝိဇ္ဇာကောင်ကနေအကြောင်းရင်းကနေပယ်တတ်တဲ့ပရိစ္ဆေသမုပ္ပါဒ်ကိုအစာအနေဖြတ်တယ်လို့ပြောပါတယ်အလိုစိတ်စားဖြစ်ကြတဲ့သဘောအနေနဲ့မရှိမပြတ်မှတ်တည်တဲ့ဉာဏ်သာမဥနိုင်ခဲ့ဘူးဆိုရင်ဘာတန်ညာတန်ဘယ်သူပဲဘာပဲညာပဲဆိုတဲ့အတိမာတွေဖြစ်ပေါ်လာပါလိမ့်မယ်ဒီလိုဘာတန်ညာတန်ဘယ်သူပဲဘာပဲညာပဲဆိုတဲ့အတိမာတွေဖြစ်ပေါ်လာပြီဆိုရင်လေအဲ့ဒီဖြစ်ပေါ်လာတဲ့အတိမာတွေအပေါ်မှာဖောက်ပြန်ခံစားမှတ်တာပြည့်တည်တတ်တဲ့သဘာဝလက္ခဏာရှိတဲ့တတ်သဘောအနေနဲ့ကြည်ကြအဖြစ်မရှိမပြတ်မဲ့သိပေးနိုင်ရပါမယ်ဒါဆိုရင်ပရိစ္ဆေသမုပ္ပါဒ်ကိုအလေကနေဖြတ်တာပါ
တေချာဆန်းစစ်ကြည့်မယ်ဆိုရင်ဘာတညာတမ်းပဲဘယ်သူပဲပါပဲဘာပဲညာပဲဆိုတဲ့အတိမတွေကိုနိုင်ကလည်းတကယ်ပြောမယ်ဆိုရင်မရှိတဲ့ငါကိုရှိတဲ့ထင်မြင်ညစ်တွယ်နေတဲ့သမုဒိယကိုနိုင်ကပြပြင်းစေစောတက်တဲ့သင်္ခါရခန္ဓာတွေမှာအကျုံးဝင်ပါတယ်ဖောက်ပြဖြစ်စီတာရူပခန္ဓာအာယုံကိုခံစားတတ်တာဝေဒနာခန္ဓာမှတ်သားတတ်တာသင်ညက်ခန္ဓာပါပြပြင်းစေစောတက်တာသင်္ခါရခန္ဓာတိတတာဝိညာဉ်နဲ့ခန္ဓာပါဒီနေရာမှာအာယုံကိုခံစားတတ်မှတ်သားတတ်တိတတာကလွဲရင်ကျန်တဲ့စိတ်ရဲ့လှုပ်ဆောင်ချက်မှန်သမျှအားလုံးကပြုပြင်စေစောတတ်တဲ့သင်္ခါရခန္ဓာထဲမှာအကျုံးဝင်ပါတယ်လောဘဒေါသမောဟအလောဘအဒေါသအမောဟစိတ်မှန်သမျှအားလုံးဟာပြုပြင်စေစောတတ်တဲ့သင်္ခါရခန္ဓာရဲ့လှုပ်ဆောင်ချက်ထဲမှာပါဝင်ပါတယ်အာယုံကိုခံစားတတ်မှတ်သားတဲ့တိတတ်တဲ့လှုပ်ဆောင်ချက်ကလွင်ကျန်တဲ့စိတ်ရဲ့လှုပ်ဆောင်ချက်မှန်သမျှအားလုံးဟာပြုပြင်စေစောတတ်တဲ့သင်္ခါရခန္ဓာရဲ့လှုပ်ဆောင်ချက်တွေပါမရှိတဲ့ငါကိုရှိတဲ့ထင်မြင်ညစ်တွယ်နေတဲ့အဝိဇ္ဇာနဲ့တဏှာကိုယ်၌ကပြုပြင်စေစောတတ်တဲ့သင်္ခါရခန္ဓာတွေမှာအကျုံးဝင်ပါတယ်။ဒီနေ့ပြပြမယ်ဆိုရင်မရှိတဲ့ငါကိုရှိတဲ့ထင်မြင်ညစ်တွယ်နေတဲ့အဝိဇ္ဇာနဲ့တဏှာကိုယ်၌ကအတ္တလို့ယူနေတဲ့စိတ်ကိုယ်၌ကအနတ္တသဘောခန္ဓာပါမရှိတဲ့ငါကိုရှိတဲ့ထင်နေတဲ့အဝိဇ္ဇာကိုယ်၌ကငါမဟုတ်တာပါဘာတညာတဲ့ဘယ်သူပဲဘာမညာပဲဆိုတဲ့နှလုံးသွင်းမှုကြောင့်ဖြစ်ပေါ်လာတဲ့အတိမာတွေကိုယ်၌ကဖောက်ပြန်ခံစားမှတ်သားပြီးတည်တက်တဲ့ပေါင်းပေါ်ပေါင်းပြက်သဘောခန္ဓာအနေနဲ့ဒါနဲ့ပေါ်ပြီးပြောင်းနေတာဖြစ်ပြီးပြတ်နေတာပါမရှိတဲ့ငါကိုရှိတဲ့ထင်မြင်ညစ်တွေနေတဲ့အဝိဇ္ဇာနဲ့တဏှာကိုယ်၌ကပြပြင်းစေစောတတ်တဲ့သင်္ခါရခန္ဓာဥဆောင်ပြီးပေါင်းပေါ်ပေါင်းပြတ်နေတဲ့သဘောခန္ဓာလေးပါပဲဒီလိုအမှန်တရားကိုအရှိတိုင်းသိဖို့အတွက်စောင့်ကြည့်တဲ့တတိနဲ့မရှိမှပြတ်မှန်သိတဲ့အသည့်တွေကိုယ်၌ကလည်းပြပြင်းစေစောတတ်တဲ့သင်္ခါရခန္ဓာထဲမှာအကျုံးဝင်ပါတယ်ပြပြင်းစေစောတတ်တဲ့သင်္ခါရခန္ဓာဥဆောင်နဲ့ပေါင်းပေါ်ပေါင်းပြတ်သဘောခန္ဓာအနေနဲ့ဒါလေးပေါ်ပြီးပြောင်းနေတာဖြစ်ပြီးပြတ်နေပါတယ်အားကြောင့်ဘာတညာတဲ့ဘယ်သူကဘာပဲညာပဲဆိုတဲ့အမှားအသည့်တွေဖြစ်ပေါ်လာခဲ့တဲ့တိုင်အောင်ဒီအသည့်တွေအပေါ်မှာဒီစိတ်တွေအပေါ်မှာဖောက်ပြပစ္စည်းတဲ့အကြည့်ရောက်မှပြီးဖြစ်ပေါ်လာတဲ့အာယုံကိုခံစားတတ်မှတ်သားတဲ့ပြင်းပြစီစောပြီးတည်တက်တဲ့ပေါင်းပေါ်ပေါင်းပြတ်သဘောခန္ဓာအနေနဲ့အရင်တွေ့အောင်စောင့်ကြည့်တရားတယ်လို့မရှိမှပြတ်မယ်သိပေးနိုင်ရပါမယ်အဲ့ဒါဆိုရင်ပြိဿလိုဘက်ကိုအလေအားနေဖြတ်တာပါဘာပဲညာပဲအသည့်တွေဖြစ်ပေါ်လာတဲ့အခါမှာငါမဟုတ်တဲ့သဘောခန္ဓာအနေနဲ့မရှိမှပြတ်မယ်မသိပေးနိုင်ဘူးဆိုရင်လောဘနဲ့ဒေါသတွေထပ်မံပြီးဖြစ်ပေါ်လာမှာပါအ
အားကြောင့်စိတ်ကိုစဖြစ်ခဲ့တဲ့ကအာယုံတိတက်တဲ့သဘောလက္ခဏာရှိတဲ့သဘောအနေနဲ့ပဲဖြစ်ဖြစ်ဖောက်ပြန်ခံစားမှတ်သားပြီးတိတက်တဲ့ပေါင်းပေါ်ပေါင်းပြသဘောခန္ဓာအမြင်နဲ့ပဲဖြစ်ဖြစ်စိတ်ကိုစဖြစ်တဲ့အချိန်မှာအာမဟုတ်တဲ့သဘောအနေနဲ့မရှိမှပြန်မှန်တည်တဲ့ဉာဏ်သာဥနိုင်မယ်ဆိုရင်ဘာတညာတန်ဘယ်သူပဲဘာမညာပဲဆိုတဲ့အတိတွေဖြစ်လာမှာမဟုတ်တော့ပါဘူးဒါဆိုရင်ပိဿာဘက်ကိုအစာအနေဖြတ်တာပါအဲ့လိုစိတ်ကိုစဖြစ်တဲ့ချိန်မှာအာမဟုတ်တဲ့သဘောအနေနဲ့မရှိမှပြန်မှန်တည်တဲ့ဉာဏ်မဥနိုင်ခဲ့ဘူးဆိုရင်ဘာတညာတန်ဘယ်သူပဲဘာမညာပဲဆိုတဲ့အတိမာတွေဖြစ်ပေါ်လာပါလိမ့်မယ်အဲ့ဒီအတိမာတွေဖြစ်ပေါ်လာတဲ့တိုင်အောင်ဖြစ်ပေါ်လာတဲ့အတိတွေအပေါ်မှာဖောက်ပြန်ခံစားမှတ်တာပြင်းတည်တတ်တဲ့ဘောင်းပေါ်ပေါပြန်သဘောခန္ဓာအနေနဲ့မရှိမှပြန်မှတည်ပေးနိုင်မယ်ဆိုရင်လောဘနဲ့ဒေါသတွေထပ်ပြီးဖြစ်မလာတော့ပါဘူးဒါကိုပရိစ္ဆေသမုပ္ပါအလေကနေဖြတ်တယ်လို့ပြောတာပါတကယ်လို့ဒီလိုအလေကနေမဖြတ်နိုင်ခဲ့ဘူးဆိုရင်လည်းနောက်ဆုံးလောဘဒေါသတွေဖြစ်သွားတဲ့တိုင်အောင်ဖြစ်ပေါ်လာတဲ့လောဘဒေါသစိတ်တွေအပေါ်မှာလောဘဒေါသဖြစ်စရာအာရုံကိုတည်တတ်တဲ့သဘောအနေနဲ့ပဲဖြစ်ဖြစ်ပြုပြင်စစ်စောတတ်တဲ့သင်္ခါရခန္ဓာဥဆောင်တဲ့ဘောင်းပေါ်ပေါပြန်သဘောခန္ဓာအမြင်နဲ့ပဲဖြစ်ဖြစ်မရှိမပြတ်မှန်သိပေးနိုင်မယ်ဆိုရင်ဒါပရိစ္ဆေသမုပ္ပါကိုအဆုံးအနေဖြတ်တာပါတရားထုတ်တယ်ဆိုတာတကယ်တမ်းကျတော့ပရိစ္ဆေသမုပ္ပါကိုစလဲဆုံးမိယာကနေဖြတ်နိုင်အောင်ကြိုးစားရတာပါပဲအစအနေဖြတ်နိုင်တဲ့ဉာဏ်ဖြစ်မယ်ဆိုရင်တော့ကိလေသာအဝိဇ္ဇာကောင်ကနေအမြင့်ပြတ်တဲ့အထိပဲတတ်နိုင်မှာပါဒါပေမဲ့တရားစထုတ်တဲ့အချိန်မှာဆိုရင်တော့အစကနေဖြတ်တာထက်အလင်းဖြတ်နဲ့အဆုံးဖြတ်ကပိုပြီးများနေပါလိမ့်မယ်ဘာပဲဖြစ်ဖြစ်မိယာကနေဖြတ်နိုင်ဖို့ကြိုးစားရပါတယ်မိယာကနေဖြတ်နိုင်ဖို့ကြိုးစားနေရင်လည်းအစကနေဖြတ်နိုင်ဖို့ဦးတည်နိုင်ရပါတယ်စိတ်ကိုစဖြစ်ကြရတဲ့သဘောအနေနဲ့မရှိမပြတ်မှန်တည်တဲ့ဉာဏ်ဖြစ်ဖို့ဦးတည်နိုင်ရပါတယ်ဒီလိုဖြစ်တဲ့စိတ်ရဲ့အပြတ်ကိုသိတဲ့နေရာမှာအတိတ်ကပြုလုပ်ခဲ့တဲ့အတိတ်ခန္ဓာမှာအတိတ်ဘဝကပြုလုပ်ခဲ့တဲ့အတိတ်ခန္ဓာမှာမသိမှုနဲ့ညှိတွေ့ခဲ့တဲ့သမုဒယအကြောင်းကံအတိတ်ပတ်ပုံမှုတွေကြောင့်ဖြစ်ပေါ်လာရတဲ့အကျိုးသဘောခန္ဓာအမြင်နဲ့ကြည့်ပြီးတော့မှမရှိမပြတ်မှန်သိပေးနိုင်ဖို့လိုပါတယ်ဒီလိုအကြောင်းသမုဒယအကြောင်းဖြစ်ရတဲ့ဒုက္ခအကျိုးအမြင်နဲ့ကြည့်ခြင်းအဖြစ်မရှိမပြတ်မှန်သိနိုင်ပါသာလေတကယ်လည်နေတဲ့အကြောင်းကျိုးတန်ရာအစစ်ကိုဖြတ်နိုင်တဲ့ဉာဏ်အစစ်ဖြစ်မှာပါဒီကလေးနေတဲ့အကြောင်းကျိုးတန်ရာအစစ်ကသမုဒယနဲ့ဒုက္ခအကြောင်းကျိုးတန်ရာလည်နေတာပါအတိတ်ကပြုလုပ်ခဲ့တဲ့သမုဒယအကြောင်းကံတွေကြောင့်ပြစ္ဆုတ်ပံမှာယောနံတစ်ပါးခန္ဓာပါဒုက္ခသစ္စာအကျိုးတရားတွေဖြစ်ပေါ်နေရတယ်လို့အခုလက်ရှိပြစ္ဆုတ်ပံမှာဖြစ်ပေါ်နေတဲ့ယောနံနဲ့အပေါ်မှာမတိမနဲ့ညှိတွေ့တဲ့သမုဒယအကြောင်းကံအသစ်တွေထပ်မံပြုလုပ်နေမယ်ဆိုရင်နောက်ဘဝအသစ်နောက်ခန္ဓာအသစ်နောက်ယောနံတစ်ပါးခန္ဓာ၅ပါးဒုက္ခသစ္စာအကျိုးတရားအသစ်တွေဒီကြပေါက်ထပ်မံဖြစ်ပေါ်လာပါလိမ့်မယ်တကယ်လည်းနေတဲ့အကြောင်းကျိုးတန်ရာအစစ်ကိုသိတော့မှလေဒီတန်ရာအစစ်ကိုဖြတ်နိုင်တဲ့ဉာဏ်အစစ်ဖြစ်နိုင်မှာပါဒီနေရာမှာပရိစ္ဆေသမုပ္ပါလို့ပြောတဲ့အခါမှာအတိတ်ပြစ္ဆုတ်ပံအနာဂတ်ဆိုတာဘဝကိုအဓိကရည်ညွှန်းပါတယ်ဘုရားရှင်ကဘဝကိုဖြစ်စေတဲ့အကြောင်းတရားနဲ့ဒီတန်ရာကိုဖြတ်နိုင်မဲ့ဉာဏ်ကိုအဓိကရည်ညွှန်းပြီးဟောတော်မူခဲ့တာပါအတိတ်ကပြုလုပ်ခဲ့တဲ့အတိတ်ဘဝပြုလုပ်ခဲ့တဲ့အတိတ်ခန္ဓာမှာမတိမှုနဲ့ညှိတွေ့ခဲ့တဲ့သမုဒယအကြောင်းကံတွေကြောင့်ဖြစ်ပေါ်လာရတဲ့ဒုက္ခသစ္စာအကျိုးတရားတွေပါ
ကြောင့်ဖြစ်ဖြစ်ရှုတဲ့အခါမှာအတိတ်ကပြုလုပ်ခဲ့တဲ့အတိတ်ခန္ဓာမှာမသိမနှင်းကြီးတွေ့ခဲ့တဲ့သမုဒယအကြောင်းကံတွေကြောင့်ဖြစ်ပေါ်လာရတဲ့ယုံနဲ့တစ်ပါးခန္ဓာပါဒုက္ခသစ္စာအကျိုးတရားအပေါ်မှာသဘောဆိုင်တဲ့အမြင်နဲ့မရှိမပြတ်မဲ့တည်ရဉာဏ်ဖြစ်မှသာလေမဉဏ်ပူဉဏ်ဖြစ်တဲ့အထိဥတည်နိုင်တဲ့ဝိပဿနာဉာဏ်ဖြစ်ပါလိမ့်မယ်ဒုက္ခသစ္စာအနေနဲ့ပြောမယ်ဆိုရင်သမုဒယအကြောင်းကံကြောင့်ဖြစ်ရတဲ့ဒုက္ခအကျိုးတရားကမှသာလေတကယ်ဒုက္ခအရိယသစ္စာထိုက်ပါတယ်အလိုမှမဟုတ်ဘူးဆိုရင်မိရလောင်နေတာတဏှာငြိမ့်နေတာတဏှာဖြစ်နေပါကိုရတခြားရှာတခြားဖြစ်နေမှာပါပြဿနာပဲအမြင်နဲ့အကြောင်းကျိုးတဏှာအစစ်ကိုတွေ့နိုင်ဖို့အတွက်ဆိုတာကအရင်ဦးဆုံးခန္ဓာမှာတတိကတဲ့အခါမှာတကယ်ဖြစ်ဖြစ်ပြနေတဲ့ပရမတ်ယုံနဲ့သဘောအစစ်ကိုပရမတ်ယုံနဲ့သဘောခန္ဓာအစစ်ကိုအရင်တွေ့အောင်တတိထားနိုင်ဖို့လိုအပ်ပါတယ်တကယ်ဖြစ်ဖြစ်ပြနေတဲ့ပရမတ်ယုံနဲ့သဘောခန္ဓာအစစ်ကိုတော့တကယ်တတိမထားနိုင်သေးဘူးဆိုရင်ကြတော့ဒီသဘောခန္ဓာဖြစ်စေတဲ့သမုဒယအကြောင်းကံကနေသိသိပြီးအကျိုးအမြင်နဲ့ကြည့်တတ်မှာမဟုတ်သေးပါဘူးအဲ့ဒါဆိုရင်ပိဿံဘက်ကိုတကယ်နားမလည်နိုင်လက်တွေ့အကျင့်နဲ့တကယ်နားမလည်နိုင်သေးပါဘူးဒီနေရာမှာတချို့ယောဂီတွေကကြတော့ပိဿံဘက်ကိုဘယ်လိုမျိုးယူတတ်ကြလဲဆိုရင်အတိတ်ကငါသမုဒယအကြောင်းတွေလောက်ခဲ့လို့ငါအခုဒုက္ခတွေရောက်နေပြီဆိုတဲ့သဘောမျိုးအတိတ်ကသမုဒယကိုလည်းငါလို့ယူပြီးပြစ္ဆုတ်ပန်ဒုက္ခကိုလည်းငါလို့ထင်တတ်ပါတယ်တကယ်တမ်းကျတော့သမုဒယအကြောင်းကြောင့်ဖြစ်ရတဲ့ဒုက္ခအကျိုးအမြင်နဲ့ကြည့်တဲ့နေရာမှာငါသမုဒယအကြောင်းဖြစ်ရတယ်ငါဒုက္ခလို့မယူရပါဘူးသမုဒယအကြောင်းကြောင့်ဖြစ်ရတဲ့ဒုက္ခအကျိုးမို့လို့ကိုငါမဟုတ်တာပါသမုဒယအကြောင်းကြောင့်ဖြစ်ရတဲ့ဒုက္ခအကျိုးမို့လို့ကိုငါတွေသူတွေမဟုတ်တာပါငါပိုင်းငါဆိုင်လို့မရတာပါတချို့ကြတော့လေပိဿံဘက်မှာပါဝင်တဲ့အတိတ်ပြစ္ဆုတ်ပန်အနာဂတ်ကိုခုန10စက္ကန့်နဲ့အခု10စက္ကန့်နဲ့ခဏလေး10စက္ကန့်ဆိုတဲ့သဘောမျိုးဘဝတစ်ခုအနေနဲ့မဟုတ်ပဲလက်တလောကာလလေးကိုယူတတ်ကြတာလည်းရှိပါတယ်အဲ့ဒါဆိုရင်တော့ဒီဘဝကိုဖြစ်စေတဲ့အကြောင်းတရားနဲ့ဒီတဏှာကိုဖြတ်နိုင်မယ့်ဉာဏ်ဖြစ်ဖို့မသိနိုင်တော့ပါဘူးတကယ်တမ်းမြတ်စွာဘုရားရှင်ကပိဿံဘက်တရားတော်ဟောတော်မူခဲ့တဲ့နေရာမှာဒီဘဝကိုဖြစ်စေတဲ့အဓိကအကြောင်းတရားနဲ့ဒီတဏှာကိုဖြတ်နိုင်မယ့်ထွက်ပေါက်ကိုအဓိကညွှန်ပြပေးတော်မူခဲ့တာပါတကယ်လည်းနေတဲ့အကြောင်းကျိုးတဏှာအစစ်ကိုသိမှလေဒီတဏှာအစစ်ကိုဖြတ်နိုင်တဲ့ဉာဏ်အစစ်ဖြစ်ပါလိမ့်မယ်အဓိကပြုလုပ်ခဲ့တဲ့အတိတ်ခန္ဓာမှာမတိမနှင်းညှိတွေ့ခဲ့တဲ့သမုဒယအကြောင်းကံတွေကြောင့်ပြစ္ဆုတ်ပံမှာယုံနဲ့နှစ်ပါးခန္ဓာပါဒုက္ခသစ္စာအကျိုးတရားတွေဖြစ်ပေါ်လာတာပါကျုံးနေနဲ့ပြောမယ်ဆိုရင်ဝိပဿနာရှုတဲ့နေရာမှာပုံတရံတွေစိတ်သုံးစေဖို့အတွက်တက်ချီလေးပါသဘောအမြင်နဲ့ကြည့်တရားတယ်လို့ဝိပဿနာဉာဏ်အတွက်ကကြတော့ကြောင့်ဖြစ်တဲ့အကြည့်ယောဂပို့ပြီးအဓိကကြပါတယ်ကြောင့်ဖြစ်တဲ့အကြည့်ယောမှာမိပြီးတော့အာယုံကိုခံစားမှတ်တာပြည့်ပြည့်စုံစုံပြီးတည်တဲ့နံခန္ဓာလေးပါပေါင်းပေါ်ပေါင်းပြန်နေပါတယ်အခုမကြားရကြားလာတဲ့မမြင်ရမြင်လာတဲ့မသိရသိလာတဲ့မရှိရရှိလာတဲ့စိတ်လေးတစ်စိတ်ရဲ့ပင်ကိုအမှန်ကဖောက်ပြန်ခံစားမှတ်တာပြည့်ပြည့်တည်တဲ့ပေါင်းပေါ်ပေါင်းပြန်သဘောခန္ဓာလေးပါဒီသဘောခန္ဓာလေးဖြစ်ဖို့အတွက်ဖန်ဆင်းရှာဖန်ဆင်းလိုက်တာမဟုတ်တယ်လို့သူ့အလိုလိုဖြစ်လာတာလည်းမဟုတ်ပါဘူးအတိတ်ကပြုလုပ်ခဲ့တဲ့အတိတ်ခန္ဓာမှာညှိတွေ့ခဲ့တဲ့သမုဒယအကြောင်းကံအသက်ပံ့ပိုးမှုရဲ့ပြစ္ဆုတ်ပံအာယုံအသက်နဲ့တော်တာအသက်တွေ့ဆုံတဲ့အကြောင်းအသက်ပြုပြင်မှုရဲ့အကြောင်းသားလေးဖြစ်ပေါ်လာရတဲ့အကျိုးသဘောလေးပါ
ဒီလိုသမုဒယအကြောင်းကံကြောင့်ဖြစ်ရတဲ့ဒုက္ခသစ္စာအကျိုးတရားတွေအပေါ်မှာငါမဟုတ်တဲ့သဘောအနေနဲ့မရှိမှပြတ်မှန်သိနိုင်မှသာလေတကယ်လည်းနေတဲ့အကြောင်းကျိုးတန်တရားအစစ်ကိုဖြတ်နိုင်တဲ့ဉာဏ်အစစ်ဖြစ်ပါလိမ့်မယ်တကယ်တမ်းတန်တရားလဲတွေဆိုတာငါတွေသူတွေပုဂ္ဂိုလ်တွေတ attva တွေကတန်တရားလဲနေတာမဟုတ်ပဲသမုဒယနဲ့ဒုက္ခအကြောင်းကျိုးတန်တရားလဲနေတာပါသမုဒယအကြောင်းတရားကိုအသိမွေးဆုံးဒီပဲတတ်နိုင်တဲ့ဉာဏ်ဖြစ်မှသာလေဒုက္ခအကျိုးတရားတွေတက်ပြီးဖြစ်မလာတော့မှာပါအတိတ်ကသမုဒယကတော့ပဲတက်လို့မရတော့တဲ့အတွက်ကြောင့်အခုလက်ရှိပြစ္ဆုတ်ပံမှာယုံနဲ့တပါခန္ဓာမှာဒုက္ခသစ္စာတွေကတော့အစာတို့ပြီးချုပ်ပြောင်းနေအောင်မှာပါပဲဘယ်လိုသဘောတရားမျိုးနဲ့ဆိုရင်ဥပမာပြောမယ်ဆိုရင်ဘုဒ္ဓဆင်နဲ့ဘုရားယဟနာကိုရှင်ပြီးကြည့်မယ်ဆိုရင်ဘုရားယဟနာဖြစ်သွားတဲ့တိုင်အောင်ပြစ္ဆုတ်ပံသမုဒယအလုံးစုံချုပ်ငြိမ်းသွားတဲ့တိုင်အောင်အတိတ်ခန္ဓာမှာညှိတွေ့ခဲ့တဲ့သမုဒယအကြောင်းကံတွေပတ်ပိုးပေးနေသေးတဲ့၍ကံမကုန်သေးတဲ့၍ပြစ္ဆုတ်ပံမှာယုံနဲ့တပါခန္ဓာ၅ပါးဒုက္ခသစ္စာအကျိုးတရားတွေအစာတို့ပြီးချုပ်ပြောင်းနေပါသေးတယ်အတိတ်ခန္ဓာမှာမသိမှုနဲ့ညှိတွေ့ခဲ့တဲ့သမုဒယအကြောင်းကံအတိတ်တွေပတ်ပိုးပေးနေသေးတဲ့၍ကံမကုန်သေးတဲ့၍ရတော့ပြစ္ဆုတ်ပံမှာယုံနဲ့တပါခန္ဓာ၅ပါးဒုက္ခသစ္စာအကျိုးတရားတွေအစာတို့ပြီးချုပ်ပြောင်းနေအောင်ပါပါဖြစ်ပြီးပြန်နေအောင်ပါပါအဲဒါကြောင့်လေဘုရားယဟနာဆိုရင်ပြစ္ဆုတ်ပံမှာသမုဒယအလုံးစုံချုပ်ငြိမ်းသွားပြီဆိုပေမဲ့ဘုရားယဟနာဖြစ်ချင်းပြိဋိဘံပြုသွားကြတာမဟုတ်ပါဘူးအားကြောင့်လဲဆိုရင်အတိတ်ကံမကုန်သေးလို့ပါအတိတ်ကပြုလုပ်ခဲ့တဲ့သမုဒယအကြောင်းကံအသစ်တွေပံ့ပိုးပေးနေသေးတဲ့အတွက်ကြောင့်ပြစ္ဆုတ်ပံမှာယုံနဲ့နှစ်ပါးခန္ဓာ၅ပါးဒုက္ခသစ္စာအကျိုးတရားတွေအစာတို့ပြီးချုပ်ပြောင်းနေသေးတာပါဖြစ်ပြီးပြတ်နေသေးတာပါဘုဒ္ဓဆင်နဲ့ဘုရားယဟန္တာကဘယ်အပိုင်းမှာတူလဲဆိုရင်အတိတ်ကပြုလုပ်ခဲ့တဲ့သမုဒယအကြောင်းကံအသစ်တွေပံ့ပိုးမှုကြောင့်ပြစ္ဆုတ်ပံမှာယုံနဲ့နှစ်ပါးခန္ဓာ၅ပါးဒုက္ခသစ္စာအကျိုးတရားတွေဖြစ်ပေါ်နေရတယ်ဆိုတဲ့အထိတူညီပါတယ်အတိတ်ကပြုလုပ်ခဲ့တဲ့သမုဒယအကြောင်းတရားတွေကြောင့်ပြစ္ဆုတ်ပံမှာယုံနဲ့နှစ်ပါးခန္ဓာ၅ပါးဒုက္ခသစ္စာအကျိုးတရားတွေအစာထိုးပြီးချုပ်ပြောင်းနေကြပါတယ်ဒီအထီးအတူညီပါတယ်မတူညီတာကဘုရားယဟနာကကြတော့ပြစ္ဆုတ်ပံမှာမတိမှုနဲ့ညှိတွေ့တဲ့သမုဒယအကြောင်းကံအသစ်တွေအမြင့်ပြအောင်ပေးတတ်နိုင်သွားပြီဖြစ်တဲ့အတွက်ကြောင့်နောက်ဘဝအသစ်နောက်ခန္ဓာအသစ်နောက်ထပ်ယုံနဲ့တစ်ပါးခန္ဓာ၅ပါးဒုက္ခသစ္စာအသစ်တွေထပ်မံမဖြစ်ပေါ်နိုင်တော့ပါဘူးအတိတ်ကံကုန်ပြီဆိုရင်ပြိဋိဘံပြုသွားပါပြီပြိဋိဘံပြုတယ်ဆိုတာကအတိတ်ကံကုန်လို့ပြစ္ဆုတ်ပံယုံနဲ့ချုပ်သွားတဲ့အခါမှာနောက်ဘဝအသစ်နောက်ခန္ဓာအသစ်ကိုဖြစ်စေတဲ့သမုဒယအကြောင်းကံအသစ်တွေလုံးဝမရှိတော့တဲ့အတွက်ကြောင့်နောက်တစ်ပတ်မွေးဖွားခြင်းတွေအဆုံးသတ်နိုင်သွားတာပါဘယ်လိုမှရောက်သွားတာမဟုတ်ပါဘူးအကြောင်းကုန်သွားလို့အကျိုးကုန်သွားတာအကြောင်းအသစ်ထပ်မပြုလို့တော့လို့အကျိုးအသစ်ထပ်မဖြစ်တော့တာပါလက်ခုပ်နှစ်ဖက်တီးအတန်မြည်တယ်လို့ပဲလက်ခုပ်မတီးတော့လို့အတန်မမြည်တော့တာပါဒီအတန်ဘယ်လိုမှရောက်သွားတာမဟုတ်ပါဘူးငကိုကလေးကဒီအတန်ကပဲမရှိနေတာမဟုတ်ပဲလက်ခုပ်တီးလို့သာမြည်တာပါလက်ခုပ်မတီးရင်မမြည်တော့ပါဘူးဒီသဘောမျိုးပါပဲဘုရားယဟနာအနေနဲ့ပြိဋိဘံပြုတယ်ဆိုတာအတိတ်ကံအကြောင်းကုန်လို့ပြစ္ဆုတ်ပံယုံနဲ့အကျိုးချုပ်ဆုံးသွားတဲ့အခါမှာပြစ္ဆုတ်ပံမှာထပ်မပြုလုပ်တဲ့အကြောင်းကံအသစ်တွေမရှိတော့တဲ့အတွက်ကြောင့်နောက်ခန္ဓာအသစ်နောက်ယုံနဲ့အသစ်နောက်ပရိသန္တိအသစ်တွေထပ်မံဖြစ်ပေါ်မလာတော့ပါဘူးဒါကိုပဲပြိဋိဘံပြုတယ်လို့ပြောတာပါဘုဒ္ဓဆင်တဲ့တိခါပုဂ္ဂိုလ်တွေမှာကြတော့အတိတ်ကံကုန်လို့ပြစ္ဆုတ်ပံယုံနဲ့အကျိုးအသစ်တွေအစားမထိုးတော့ဘူးဆိုရင်
နောက်ဘဝအသစ်နောက်ခန္ဓာအသစ်ကိုဖြစ်စေတဲ့သမုဒယအကြောင်းကံအသစ်တွေထပ်မံပြုလုပ်နေတဲ့အတွက်ကြောင့်နောက်ဘဝအသစ်နောက်ခန္ဓာအသစ်တွေထပ်မံဖြစ်ပေါ်အောင်မှာပါမကောင်းတဲ့အကြောင်းကံတွေပြုလုပ်တဲ့ဆိုရင်မကောင်းတဲ့ပရိသတ်တွေဖြစ်တယ်ကောင်းတဲ့အကြောင်းကံတွေပြုလုပ်တဲ့ဆိုရင်ကောင်းတဲ့ပရိသတ်တွေဖြစ်ပဲဒုက္ခတိဒုက္ခတိပရိသတ်တွေအနေနဲ့ဆက်ပြီးကျင့်နေရပါမယ်အဲဒီကဆိုလို့ချင်တာကတကယ်တမ်းလေတန်ရာလေဆိုတာပုဂ္ဂိုလ်တွေတ attva တွေမဟုတ်ပဲသမုဒယနဲ့ဒုက္ခအကြောင်းအကျိုးတန်ရာလေနေတာပါသမုဒယအကြောင်းကံမကုန်သေးတဲ့၍ပြစ္ဆုတ်ပံမှာယုံနဲ့တပါခန္ဓာပါဒုက္ခသစ္စာအကျိုးတရားတွေအစားထိုးပြီးချုပ်ပြောင်းနေအောင်ပါဥမာရှိစိတ်ချုပ်ပြီးနောက်စိတ်အသစ်ဖြစ်ဖို့အတွက်အကြောင်းကံအသစ်မပန့်ပို့ပြီးတော့ဘူးဆိုရင်ဒီမှာရင်ဖြစ်လေပြီးသိဆုံးသွားပါလိမ့်မယ်နောက်ဘဝအသစ်နောက်ခန္ဓာအသစ်ကိုထပ်မံဖြစ်ပေါ်စေမယ်သမုဒယအကြောင်းကံအသစ်တွေထပ်မံပြုလုပ်နေသေးတဲ့ရွေရတော့တဏှာကနေမလွတ်မြောက်နိုင်သေးပါဘူးရာယနာမှာကြတော့အတိတ်ကံကုန်လို့ပြစ္ဆုတ်ပံယုံနဲ့ချို့သွားတဲ့အခါမှာနောက်ဘဝအသစ်နောက်ခန္ဓာအသစ်ကိုဖြစ်စေတဲ့သမုဒယအကြောင်းကံအသစ်လုံးဝမရှိတော့တဲ့အတွက်ကြောင့်နောက်ဘဝအသစ်နောက်ခန္ဓာအသစ်ထပ်မဖြစ်တော့ပါဘူးဒါကိုပဲပြိဋိဘံပြုတယ်လို့ဆိုတာပါပုထုဇဉ်နဲ့တက္ကပုဂ္ဂိုလ်တွေမှာကြတော့အတိတ်ကံကုန်လို့ပြစ္ဆုတ်ပံယုံနဲ့ချိုးဆုံးသွားပြီမယ်နောက်ခန္ဓာအသစ်ဖြစ်ဖို့အတွက်နောက်ဘဝအသစ်ဖြစ်ဖို့အတွက်ပြစ္ဆုတ်ပံမှာသမုဒယအကြောင်းကံအသစ်တွေထပ်မံပြုလုပ်နေသေးတဲ့အတွက်ကြောင့်နောက်ဘဝအသစ်နောက်ခန္ဓာအသစ်တွေထပ်မံဖြစ်ပေါ်လာအောင်ပါအကြောင်းတရားထုတ်တယ်ဆိုတာတကယ်လည်းနေတဲ့သမုဒယနဲ့ဒုက္ခအကြောင်းကျိုးတန်ရာအစစ်ကိုအသိမွေးဆုံးတိဖြတ်နိုင်တဲ့ဉာဏ်ဖြစ်ဖို့ကြိုးစားရတာပါဒီကပြုလုပ်ခဲ့တဲ့သမုဒယအကြောင်းကံအတ္တပံပုံမှုရဲ့ကြောင့်ပြစ္ဆုတ်ပံမှာယုံနဲ့တပါခန္ဓာ၅ပါးဒုက္ခသစ္စာအကျိုးတရားတွေအစားထိုးပြီးချုပ်ပြောင်းနေပါတယ်ဒီပေါ်မှာမတိမနဲ့ညှိတွေ့တဲ့သမုဒယအကြောင်းကံအသစ်တွေထပ်မံပြုလုပ်မယ်ဆိုရင်နောက်ဘဝအသစ်နောက်ခန္ဓာအသစ်နောက်ယုံနဲ့အသစ်တွေထပ်မံဖြစ်ပေါ်လာအောင်ပါအဲဒါကြောင့်ဒီသမုဒယတွေကိုပယ်တတ်နိုင်တဲ့ဉာဏ်ဖြစ်ဖို့ကြိုးစားတာတရားအထုတ်တာပါပဲပိဿံဘတ်ကိုဖြတ်နိုင်တဲ့ဉာဏ်ဖြစ်ဖို့ကြိုးစားတဲ့အခါမှာပိဿံဘတ်အစအလေအဆုံးဖြတ်တယ်ဆိုတဲ့အပိုင်း၃ပိုင်းရှိပါတယ်စိတ်စားဖြစ်ကြသဘောအနေနဲ့မရှိမပြတ်မှတ်သေးတဲ့ဉာဏ်ဖြစ်ဖို့ကြိုးစားမယ်ဆိုရင်ဒါကိလေသာကိုအဝိဇ္ဇာကောင်းကနေကိလေသာကိုအဝိဇ္ဇာကောင်းကနေအကြောင်းရင်းကနေပယ်တတ်နိုင်မှာပါအဲ့လိုမဟုတ်ပဲစိတ်စားဖြစ်ကြတဲ့သဘောအနေနဲ့မရှိမပြတ်မှတ်သေးတဲ့ဉာဏ်မဥနိုင်ခဲ့ဘူးဆိုရင်ဘာတညာတဘယ်သူပဲဘာပဲညာပဲဆိုတဲ့အတိမာတွေထပ်မံဖြစ်ပေါ်လာပါလိမ့်မယ်ဒီလိုအတိမာတွေဖြစ်ပေါ်လာတဲ့အခါမှာလေအပြန်ခံစားမှတ်တာပဲသိတတ်တဲ့သဘာဝလက္ခဏာရှိတဲ့ပေါင်းပေါ်ပေါင်းပြသဘောအနေနဲ့ပဲဖြစ်ဖြစ်အာယုံကိုသိတတ်တဲ့သဘာဝလက္ခဏာရှိတဲ့သဘောအမြင်နဲ့ပဲဖြစ်ဖြစ်မရှိမပြတ်မသိပေးရပါတယ်
အဲ့ဒါဆိုရင်ပရိစ္ဆေသမုပ္ပါဒ်ကိုအလေကနေဖြတ်တာပါအဲ့လိုမဟုတ်ပဲဘာပဲညာပဲအတိတွေကိုသဘောအနေနဲ့မရှိမပြတ်မှမသိပေးနိုင်ခဲ့ဘူးဆိုရင်လောဘနဲ့ဒေါသတွေထပ်မံဖြစ်ပေါ်လာမှာပါလောဘနဲ့ဒေါသတွေဖြစ်ပေါ်လာတဲ့တိုင်အောင်လောဘဒေါသဖြစ်စရာအာရုံကိုတိတက်တဲ့သဘောအနေနဲ့ပဲဖြစ်ဖြစ်ပြပြစစ်စွန်တက်တဲ့သင်္ခါရခန္ဓာဥဆောင်တဲ့ပေါင်းပုံပေါင်းပြသဘောခန္ဓာအမြင်နဲ့ပဲဖြစ်ဖြစ်မရှိမပြတ်မှသိပေးမယ်ဆိုရင်ဒါပရိစ္ဆေသမုပ္ပါဒ်ကိုအဆုံးအနေဖြတ်တာပါပရိစ္ဆေသမုပ္ပါဒ်ကိုစလည်းဆုံးမိယာကနေဖြတ်နိုင်ဖို့ကြိုးစားရပါတယ်တကယ်တမ်းတရားထုတ်တယ်ဆိုတာပရိစ္ဆေသမုပ္ပါဒ်ဖြတ်တာပါပဲတကယ်လည်းနေတဲ့အကြောင်းကျိုးတန်ရာအစစ်ကိုဖြတ်နိုင်တဲ့ဉာဏ်ဖြစ်ဖို့ကြိုးစားရတာပါပဲပရိစ္ဆေသမုပ္ပါဒ်ကိုအစားအနေဖြတ်နိုင်ဖို့အဝိဇ္ဇာကောင်ကနေကိလေသာကိုအကြောင်းရနေပယ်တတ်နိုင်ဖို့အတွက်ဆိုရင်ခံယူချက်နဲ့သဘောထားမှန်ဖို့လည်းလိုပါတယ်စိတ်ကိုစောင့်ကြည့်တဲ့အခါမှာစိတ်ကစားဖြစ်တဲ့အချိန်မှာစင်ကြယ်တယ်ဆိုတဲ့အမြင်နဲ့ကြည့်တတ်ရပါတယ်စိတ်ကစားဖြစ်တဲ့အချိန်မှာဘာတညာတန်ဘယ်သူပဲဘာပဲညာပဲဆိုတဲ့အသည့်တွေအနေနဲ့စတင်ဖြစ်ပေါ်လာတာမဟုတ်ကြပါဘူးအာယုံကိုတိတက်တဲ့တဘာဝလက္ခဏာရှိတဲ့တတ်သဘောအနေနဲ့သာလျှင်စတင်ဖြစ်ပေါ်လာတာပါခန္ဓာဝအမြင်နဲ့ပြောမယ်ဆိုရင်လည်းဖပြန်ခံစားမတာပြင်းတိတက်တဲ့ပေါင်းပုံပေါင်းပြက်သဘောခန္ဓာအနေနဲ့သာလျှင်စတင်ဖြစ်ပေါ်လာတာပါစိတ်ကစားဖြစ်တဲ့အချိန်မှာစင်ကြယ်ပါတယ်စိတ်ကိုစားဖြစ်ကြတဲ့သဘောအနေနဲ့မရှိမပြတ်မတည်တဲ့ဉာဏ်သာဥနိုင်မယ်ဆိုရင်ဘာတညာတန်ဘယ်သူပဲဘာပဲညာပဲဆိုတဲ့အသည့်တွေဖြစ်လာမှာမဟုတ်တော့ပါဘူးစိတ်ကိုစားဖြစ်တဲ့အချိန်မှာသဘောအနေနဲ့မရှိမပြတ်မတည်တဲ့ဉာဏ်မဥနိုင်လို့သာဘာတညာတန်ဘယ်သူပဲဘာပဲညာပဲဆိုတဲ့အသည့်မာတွေဖြစ်ပေါ်လာကြတာပါအဲ့လိုမျိုးပဲဘာပဲညာပဲဆိုတဲ့အသည့်တွေဖြစ်လာခဲ့ရင်လေအာယုံတိတက်တဲ့သဘာဝလက္ခဏာရှိတဲ့သဘောအနေနဲ့မရှိမပြတ်မှန်တာသိပေးနိုင်မယ်ဆိုရင်လောဘနဲ့ဒေါသတွေထပ်ပြီးမဖြစ်လာတော့ပါဘူးတကယ်လို့ဘာပဲညာပဲဆိုတဲ့အသည့်တွေအပေါ်မှာသဘောအနေနဲ့မရှိမပြတ်မှန်မသိနိုင်လိုက်ဘူးဆိုရင်တော့လောဘနဲ့ဒေါသတွေထပ်မံဖြစ်ပေါ်လာမှာပါအဲကြောင့်ပရိစ္ဆေသမုပ္ပါဒ်ကိုစလည်းဆုံးမိယာကနေဖြတ်နိုင်အောင်ကြိုးစားရပါတယ်ဒါပေမဲ့အစာဖြစ်တဲ့ဉာဏ်ဖြစ်ဖို့တော့ဥတည်နိုင်ရပါတယ်ဘာကြောင့်လဲဆိုရင်ဒီအစာဖြတ်ကမှသာလေကိလေသာကိုအမြင့်ပြတ်တဲ့အထိပယ်တတ်နိုင်မှာပါဒါတရားစာထုတ်တဲ့အခါမှာဆိုရင်တော့ပရိစ္ဆေသမုပ္ပါဒ်စလည်းဆုံးမိယာကနေဖြတ်ရပြီမဲ့တဖြည်းဖြည်းနဲ့နောက်ပိုင်းရောက်လာပြီဆိုရင်ပရိစ္ဆေသမုပ္ပါဒ်ကိုအစာကနေဖြတ်ရတာပိုပြီးများလာပါလိမ့်မယ်စိတ်ကိုစားဖြစ်ကြတဲ့သဘောအနေနဲ့မရှိမပြတ်မှတ်တည်တဲ့ဉာဏ်တရဇက်ဖြစ်နိုင်လာပါလိမ့်မယ်စိတ်ကိုစားဖြစ်ကြတဲ့သဘောအနေနဲ့မရှိမပြတ်မှတ်တည်တဲ့ဉာဏ်တရဇက်ဖြစ်နိုင်လာပြီဆိုရင်လောဘနဲ့ဒေါသတွေတောင်မပေါ်လာတော့ဘူးဘာပဲညာပဲဘာတညာတန်ဆိုတဲ့အသည့်တွေတောင်အများကြီးမိမ့်သွားပါလိမ့်မယ်စိတ်စားဖြစ်ကြတဲ့သဘောအနေနဲ့မရှိမပြတ်မှတ်အတိချင်းဉာဏ်ချင်းကိုတရဇက်ထပ်ဆင့်ပြီးတော့10မိနစ်15မိနစ်ဆက်တိုက်တာသိပေးနိုင်မယ်ဆိုရင်သိကြပါမဉဏ်ပူဉဏ်ပေါ်နိုင်မှာပါသမုဒယအလုံးစုံချုပ်လို့ဒုက္ခချုပ်တဲ့နိရောဓတုံညာဆိုင်ခြင်းလိုခြင်းကိုသိကြပါရောက်နိုင်မှာပါပရိစ္ဆေသမုပ္ပါဒ်ကိုသူ့အစစ်နဲ့သူအမြင့်ပြအောင်ဖြတ်နိုင်တဲ့ဉာဏ်ဖြစ်နိုင်မှာပါ
အဲ့တော့မှလည်းတကယ်လည်းနေတဲ့အကြောင်းကျတန်နေဟာအစ်ကိုသူ့စနစ်တို့အမြင့်ပြအောင်ဖြတ်နိုင်တဲ့မညံ့ဘူးညံ့ပေါ်နိုင်မှာပါပရိသတ်တို့ဘက်ကမှန်ကန်နားလေသဘောပေါက်ထားမယ်ဆိုရင်တကယ်လက်တွေ့ကျင့်တဲ့အခါမှာထိရောက်မှုအများကြီးရှိပါလိမ့်မယ်ချိန်ပြေးပါပြီညနေ6နာရီခွဲကနေ7နာရီအတွင်းတရားအမေးပြေရှိပါတယ်မိချင်းနဲ့မိကုန်းနဲ့ရှင်ဆောင်ရနေရှိပြီးစပွဲပေါ်မှာတင်ထားပေးလို့ရပါတယ်